đó là ta bút ta ba ta clear ba số cá tu làว่าđã sẽ có cả lo mẹ u lại con này sẽ thì được phải lo phải gió bắt chân nạp ba bắt đầu alo đó là cái sao subu lơ lơ bùa lo đi cái sao phun phun qua thì được phải lỡ lỡ sẽ luôn thì đó thì được phải đi u đó ta tu sơ ta sơ lỡคนดูกันน่าละบากษากลูถ้าตามีตาโตติดพากันน่าหูบ่าวได้เชตุตะเกตตาโคติโซกิปตุกีตาเลตาญอตนุกาสาตามโคติโซกิปตุกีตาเลตาญอตนุกาสาตามซอฟรีลบุตาญอบุบิคาบาลกษาครีตุซอฟรียาลลบุคเลบคิดเลนกว่าตาบุชครีมีดอบดเปดโซกิปตาบุตาบาดบลนสุบลปาวลมุโคอาเมนแค่นี้พอเลกปาโคเซนนี่ว่าลิซอฟรีเลปตรามูมวยพอนี่หรอစီထောပတရရတကေအဝေဒီဤဝေဝဲလောအဝေဒီဤအဘလူအဖို့ဝဲလောချူလောယူလောမောအဟာရုအပွားဟီဖို့စီခဲဤလောအဘလူအဖို့ဝဲလောချူလောယူဒီတကေလောယဘာတာကိုတာဝဘူးနေယကိုချော်ရလောရစီဆရတော့ပါရလောအလောဖားလေအပူလောရွာဝလောယိုတခေါ်လောပမဆရကလာလောမာတာဒီနေတော့ယချီကြဲတို့လောဘာလာတဟေရတဖာလိုနေလောဂျာခိဆူယာဝနီဝိနေဂျာတနေပတာလောဘာကညောတကီလောโอวาตริยเมมะโอวาตริยလောဧကတော်တဲကွယောလောယွာမီတပွားတဲလောနဆောလောယနာမဒီတိုယကလောခွီဘာသာတော်ယမဆရလောဂျာတုခုတာခုဒေါ်ဂျာဝကီခေါကီအကလူနေဥဝဲလောဘာတောပါလို့အတဲဘူးလောရွာစုထဲမှာကြတော့အစိုးကမောလောယေတတိပါမေယကမှုတော့စီတတဲလောရွာဂျာမာတဖာလောအိုးထော်နေရလောဂျာတော့ဂျာလို့အတရတဖာတကေယေကလေနူလောအပူယေကစီတော့ပတရရွာလောယေကစီတော့ပတရနာလောအဝေဒီဤနကနာယေကလူလီတော့ကေချောဂျာဝကီခေါ်ကေရလောဂျာမာတာဤမီလရွာဒေါ်မီတာလောလာလောပမေညာလောဥကီခေါ်ကီတာခေကနီဤတကေရွာဒူဘောထောညောချောတာဒူဘောထောညောချောလာတာခေကနီတကေရွာရွာမီကစားတော့ဒုကဘောချောပါလီပွာလီစေခါတာလူလောအနောလောပလီတဖာနေတကေပကဖာတကောကောရတဲ့စီထောပတရတကေအဝေဒီဤဝီဝဲလောအဝေဒီဤအဘရောဖိုဝဲလောချူလောယူလောမောဆာရဆိုရကလူကထာတော့ဆွေဘွာလဒုဖာကဒိုတာတာဖိုကိုဒီနာတဲ့ကေဂျာဘလူตาบลูดูมานี่ล้อมุกันนี่ยกอทบาอยู่ปุดิมูมีกับมาปุดิมูพนมูเลอปาโคเซนนี่ว่าลิซอฟรีตาบสิบลูบากีนี่ปสิบลูบากีอดูมาเลตามาโลกสายากลุทาเลมูลิซอฟรีจูปุสิกอนากีนี่เนาะมีปตาเซวาเลตามาโลมาดอปุสิกอนี่ล้อแค่เลตาตะกกีกสายากลุทาปกตาวิสิทอบเดมาลากปอกีกสายาเลทาโตเตยันวิสิเตถ้าต่อเตกยันมิสิเตดีตะโกตาโบเมเยชูดีตะโกตาโบเมเยชูเวดาเตเซโลปกตาวิสิตอบเจมาลากปกีกษายาก็เสด
မေဝင်းနေတော့ဖေလော်ကီတာစကတော့တပီခေါ်လောတရမှုဆွဆွေတဲ့လောတဟိုင်လောကီခေါ်နေပါလောကစားရကလူတာစုပူလောပွစီကောနေလော ဆိုကတဲ့စီပလူဘာကစားရဒိုမနီလောရှိုးစွာဖျားတခင်ရဲ့အကုန်ကျေးဇူးတော်ကိုချီးမွမ်းတယ်ဒီကနေ့ဒီမှာရှိတယ်ဗောနော်ယတတပဝုပြုကိုကွယ်ချင်းမှာလာရောက်ပြီးတော့မှမေတ္တာဟာရဖွဲ့ဝုပြုကိုကွယ်နိုင်ရတဲ့အခွင့်ပေးတည်အတွက်လည်းကျေးဇူးတင်တယ်လို့ကျမတို့အိမ်ထောင်မိသားစုကနေတာဝန်ယူပြီးတော့မှလာရောက်ပြီးတော့မှမေတ္တာဟာရဖွဲ့တဲ့အခါမှာကျမတို့ဟောဗနော်ကရူဟူကအတေတပည့်တော်စုဆရာဆရာမများလဲကျမတို့နဲ့အတူလာရောက်ပြီးတော့မှမေတ္တာဟာရဖွဲ့ပေးတဲ့အတွက်လည်းအထူးပဲကျေးဇူးတင်တယ်ဗောနော်ဟိုဒီကနေ့ကျမဆိုလို့ရှိရင်ဗောနော်ကျမတို့ကိုအမြဲတမ်းကြည့်ရှုစောက်ထိန်ပေးတဲ့ဖရာသခင်ဗောနော်ကျမအမြဲတမ်းစောက်ထိန်ပေးတဲ့ခင်ဒီကနေ့ကျမဒေသနာအနေနဲ့ဒေသနာထက်ဖရာသခင်ရဲ့ကျမရဲ့တက်တည်ခံချက်တွေပေါ့နော်အနေငယ်ကျမ်းပိုက်လေးတွေနဲ့ပြောပြချင်ပါတယ်ဗောနော်ဒီကနေ့ဗောနော်ကျမတို့ရဲ့အသက်တာမှာဗောနော်မိသားစုတွေနဲ့အတူတူပျော်ပျော်ရွှင်ရွှင်နဲ့တွာလာပြီးတော့မှမိသားစုတွေနဲ့အတူမိသားစုရဲ့နှွေးထွေးမှုယူရမှုတွေနဲ့နေထိုင်တွာလာရတဲ့သူတွေရှိတယ်လို့မိသားစုတွေရဲ့ဥပိ္ပခာပြစ်မှုတွေနဲ့နေထိုင်တွာရတဲ့လူတွေလည်းရှိတယ်ဗောနော်ဒီကနေ့ကျမရဲ့အသက်တာမှာကျမဘယ်လိုတက်တည်ခံချင်လဲဆိုလို့ရှိရင်ဗောနော်ကျမရှေ့ဥစွာကျမ်းစာတော်မှာတပိုက်ကိုဖတ်ချင်တယ်ဗောနော်
ခဏ138ခုမြောက်သောစာလံအပိုင်းငယ်9နဲ့10ကိုကျွန်မတို့ကြည့်ငါတီကျင်းမြောင်းရာထဲကထာဝရဘုရားကိုခေါ်၍ထာဝရဘုရားသည်ကျယ်ဝန်းသောအရက်ထဲသို့သွင်းတော်မူ၏ထာဝရဘုရားသည်ငါဘက်မှရှိတော်မူသည်ဖြစ်၍ကြောက်เสียမရှိငါသည်လူသည်ငါ၌အဘယ်သို့ပြုနိုင်သနည်းထာဝရဘုရားသည်ငါဘက်၌မဆတော်မူသည်ဖြစ်၍ငါကိုမုန်းသောသူတို့၌ငါအလိုပြည့်စုံလိမ့်မည်ထာဝရဘုရား၌ခိုလုံခြင်းသည်လူကိုကိုးစားခြင်းထက်သာ၍ကောင်း၏ထာဝရဘုရား၌ခိုလုံခြင်းသည်မင်းကိုကိုးစားခြင်းထက်သာ၍ကောင်း၏ဒီကနေ့ကျွန်မရဲ့အသက်တာမှာငယ်ငယ်တုန်းကနဲ့ဆိုလို့ရှိရင်ပေါ့နော်ကျွန်မဟာဆိုလို့ရှိရင်ကိုမမွေးလာတဲ့လူတူဆိုပြီးတော့မှကိုခံယူခဲ့တဲ့လူတစ်ယောက်ဖြစ်တယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်မနော်ကျမသူများတွေဆိုဘုရားသခင်ကျမဒီမိခင်နဲ့ဖခင်ပေးတဲ့အတွက်သူများကျေးဇူးတော်ချီးမွမ်းတယ်။အမြဲတမ်းပဲကျေးဇူးပဲဘုရားသခင်ကျမကကြောမချီးမွမ်းနိုင်ဘူး။ဘာကြောင့်မချီးမွမ်းလဲနိုင်လဲဆိုလို့ရှိရင်မနော်ကျမကိုမွေးတဲ့အခါမှာကျမအဖေကရှစ်တန်းနေပြန်လာတဲ့အခါကျမကိုမြင်တဲ့အခါမှာဆိုလို့ရှိရင်မနော်အခုဆရာတာဒီတို့ဘာတိုက်လူမျိုးအဲ့ချိန်တော့ကျမတို့တောထဲမှာပဲအဲ့ချိန်မှာအပါကကျမကိုဘာလုပ်လဲဆိုလို့ရှိရင်အောင်ဝဲလေးကိုကောက်ကင်ပြီးတော့ပြစ်ထုတ်လိုက်တဲ့အခါမှာဘောနော်ကျမဆိုဗလဲသူများပြန်ပြောပြရဲ့အရာဆိုငယ်ချီးတွေတော့မှထွက်ကြတယ်မနော်ဒါပေမဲ့ကျမမတည်ခဲ့ဘူးတည်သွားရင်လေတမျိုးကောင်းမယ်ဒါပေမဲ့ကျမဘုရားသခင်ကတည်ခွင့်မပေးဘူးအဲ့ဒီဟာတစ်ခေါက်ပြီးတော့ချင်းကျမအသက်တစ်နှစ်ကျော်လောက်ရောက်တဲ့အခါမှာလည်းပဲအဲ့ဒီမနီပလောမှာကျမတို့အဲ့ချိန်မနီပလောမှာနေတဲ့အချိန်မှာကျမတော့တက်လမ်းလျှောက်တဲ့အချိန်တစ်နှစ်ကျော်အဲ့ချိန်ကျမရေတောင်းတောက်တယ်အော်ဆိုတော့ရေတောင်းတောက်တယ်အဲ့ချိန်မှာအပါကရေနွေးခွက်တစ်ခွက်ကိုခတ်တယ်နော်ခတ်ပြီးတော့မှကျမရေတောင်းတောက်တာတိတယ်ဒါပေမဲ့ကျမတို့တဲ့မတိကြိုးကျွံပြုတ်တော့အဲ့ရေနွေးခွက်ကိုအတိုင်းခလေးဆိုတဲ့တဘာဝအနေနဲ့ဒါရေပဲလို့ပဲတွေးပြီးတော့မှကျမကယူတောက်လိုက်တဲ့အချိန်မှာရေနွေးတကူလုံးကျမကိုလောင်းတယ်တကူလုံးလောင်းတယ်ဒါပေမဲ့ကျမမျက်နှာမှာတရားမကြံခဲ့ဘူးဒါပေမဲ့ကျမရဲ့ဒီလေဘေးနားတွေဒီရင်ဘတ်နားတွေဒီပိုက်နားမှာအခုချိန်ထိအမှန်ရွကြံခဲ့တယ်ဒါပေမဲ့ကျမအဖေကကျမကိုဘယ်လောက်ထိလဲဆိုလို့ရှိရင်သူ့သားသမီးတွေထဲမှာကျမအကိုကျမရဲ့အမဒါသူ့ကလေးကျမသူ့ကလေးမဟုတ်ဘူးဗောနော်ဒါပေမဲ့ဒါဆိုလို့ရှိရင်ကျမခံစားခဲ့ရတယ်ဒါပေမဲ့ကျမမသိဘူးဒါပေမဲ့ပတ်ဝန်းကျင်ကတောင်ကျမဘာမပြောတိုးတော်ညာလဲကျမအတော်အရင်အမေဖဲအတော်ရင်းနေဆိုဘာပြောလဲဆိုအဖေမပေါ်တဲ့ကလေးနော်ကျမအသက်တာမှာအဖေမပေါ်တဲ့ကလေးကျမစဉ်းစားလို့မရအောင်အဲ့အချိန်မှာကျမအဖွားကိုမေးတယ်အဖွားအဖေမပေါ်တဲ့ကလေးကဘာလဲကျမမေးတယ်အဲ့အချိန်မှာအဖွားကျမကိုရှင်းပြတဲ့အချိန်မှာကျမအမိုးအရမ်းမုန်းတယ်ကျမကိုနဲ့ဆောင်တဲ့အချိန်မှာအမိုးကခြားတော့ယောက်ျားနဲ့ဖောက်ပြန်အဲကြောင့်မလို့အဲ့ဖက်မှာသူတို့ရဲ့အသက်တာဖျားမသိရှိတဲ့အသက်တာနဲ့သူတို့အသက်ရှင်တဲ့အခါမှာသူတို့ပြုတ်ခဲ့တဲ့အမားကျမပေါ်မှာတက်ရောက်ခဲ့တယ်အဲ့လိုတက်ရောက်တဲ့အချိန်မှာကျမဆိုလူအဲ့ဒီမောင်နှမကြားထဲမှာကျမအရန်တိမ်ငယ်တယ်ဒါကြောင့်မလို့ကျမဆိုရင်ငါအဖေမပေါ်တဲ့ကလေးငါအဖေဘယ်သူလဲအရန်သိရှင်တယ်အဖေအရင်ဖြစ်တဲ့ကျမရဲ့အဖေကကျမမလက်ခံတဲ့အတွက်ဘယ်အဖေကိုအဖေခေါ်ရမှန်းမသိဘူးအဖေအရန်ဘယ်လောက်ထိမုန်းလဲဆိုအခုချိန်မှာ6နှစ်9နှစ်ကလေးတွေကအရန်ပျော်ရွှင်ရတဲ့အချိန်မှာကျမဟာဆိုလို့ရှိရင်အဖေအရက်မူးလာပြီဆိုရင်ကျမကိုလိုက်ရိုက်ပြီးကျမကိုတတ်ဖို့ပဲကျိန်းနေအဲ့ချိန်မှာလူကြီးတွေမဝင်နိုင်တဲ့မြောင်းထဲမှာကျမဝင်ပုန်းရတယ်အဲ့မှာ4-5 နာရီလောက်နေရတယ်ပြန်ထွက်လာပြီဆိုလို့ရှိရင်အဲ့ချောင်းထဲကပြန်ထွက်လာပြီဆိုကျမဖျားယူရတဲ့အစ်စ်နော်အဲ့နေ့အဖေအိတ်သွားပြီဆိုမှကျမထွက်လာရတယ်နော်အဲ့လောက်ထိကျမကိုမုန်းခဲ့တယ်ကျမကိုတတ်ဖို့ထိလှုပ်ခဲ့တယ်တိုးတော်ညာလည်းပဲဗောနော်ကျမမတည်ကျမဘာမှအထိခိုက်မရှိဘူးဗောနော်ကျမရဲ့အသက်တာမှာအထိခိုက်မရှိဘူးဖျားသခင်ကကျမကိုအမြဲတမ်းကြည့်ရှုဆောင်မတယ်နော်ဂရုဏာကြီးတဲ့ဖျားဖြစ်တဲ့အတွက်ကျမကိုကြည့်ရှုခဲ့တယ်ဗောနော်ဒါကြောင့်မလို့ကျမအသက်တာမှာကျမကြုံတွေ့ခဲ့တဲ့အရာတွေဗောနော်အဲအကြောင်းမလို့ကျမဆိုရင်ကျ
ကျမတို့အဲ့နောင်ထော်မှာပြန်လာနေတဲ့အခါမှာဆိုလို့ရှိရင်အဖိုးကဗုဒ္ဓအဖေကခရိယန်သို့တော်ညာလည်းပဲအဖေကသူ့ကိုယ်သူခရိယန်လို့မပြောတဲ့အချိန်မှာကျမတို့ဗုဒ္ဓဘာသာကိုကူးကွယ်တယ်ဗုဒ္ဓဘာသာကိုကူးကွယ်ပြီးတော့မှနောက်မှအဲ့ချိန်တော့ကက်သလစ်တွေတော့ရှိတယ်ခရိယန်တွေကမရှိဘူးအဲ့ချိန်မှာနှစ်ချင်းတွေလုံးဝနှစ်ချင်းတွေဝင်လာတဲ့အချိန်မှာအဖွားငါတို့ကနှစ်ချင်းတွေခရိယန်တွေပြောရင်ကျမတို့ကနှစ်ချင်းဖက်ကိုမောင်နှမတချို့ကလိုက်တယ်လို့ဗုဒ္ဓဘာသာဖက်မှာအခုချိန်ထိမောင်နှမတွေကဗုဒ္ဓဘာသာကိုးကွယ်တဲ့လူရှိတယ်လို့ခရစ်တော်ယုံကြည်တဲ့လူတွေလည်းရှိတယ်ဗောနော်ဒါကြောင့်ကျမတို့ရဲ့အသက်တာမှာဗောနော်အဲ့လိုမျိုးမိသားစုနှစ်စုကွဲနေတယ်ဗောနော်ဒါပေမဲ့ကျမဖယားတက်ခေဖယား Sunday School တွေတက်တဲ့အခါမှာဗောနော်အဲ့ဒီ6တန်း9တန်းမှာ Sunday School တက်တဲ့ဖယားတက်ခေကချစ်ချင်းမေတ္တာဖယားဖြစ်တယ်ဖယားတက်ခေကလူသားတိုင်းအားလုံးကိုချစ်တဲ့ဖယားဖြစ်တယ်ဖယားတက်ခေငါဆိုလို့ရှိရင်မေတ္တာရှင်ဖယားဖြစ်တယ်ပြီးရင်ကျမတို့ဖယားတခင်ကဆုတောင်းရင်ဆုတောင်းတယ်လို့ပေးတဲ့ဖယားဖြစ်တယ်။ဒါကြောင့်မလို့ကျမအသက်တာမှာကျမဆုတောင်းဖယားတခင်ကျမကိုတည်ခွင့်ပေးပါ။သူများတွေကအသက်ရှင်ခွင့်သူများတောင်းပေမဲ့ကျမရဲ့ဆုတောင်းချက်ကတည်ဖို့ပဲ။မနေချင်တော့ဒီမိသားစုနဲ့မနေချင်တော့သူများမလက်ခံတဲ့အတိုင်းဝိုင်းမှာလည်းမနေချင်ဘူး။အဲကြောင့်မလို့ကျမဆုတောင်းတယ်ဖယားတခင်ကိုအဲ့လိုမျိုးကျမဆုတောင်းတက်ဆအရွယ်မှာကျမအဲ့လိုဆုတောင်းနေပြီ။ဒါမဲ့ဘောနော်ကျမအဲ့မှာနေတဲ့အချိန်ဒါမဲ့ကျမနောက်ဆုံးတော့ကျမ10တန်းတက်ဖို့ရအတွက်အဖိုးကတော့ဆုံးသွားတဲ့အချိန်မှာကျမတို့ရဲ့တောင်တစ်ခုပြိုသွားတဲ့အတွက်ကျောင်းမတက်နိုင်တော့အဲ့ချိန်မှာကျမဒီတောင်ကိုရောက်လာခဲ့တယ်ဗောနော်တောင်ကိုရောက်လာပြီးတော့အမိုးကြီးတို့နဲ့အတူတူနေထိုင်ပြီးတော့မှဖယားနဲ့ပို့ပြီးတော့မှသိရှိလာခဲ့တယ်ဖယားနဲ့အတူပို့ပြီးတော့သွားလာခဲ့ဆက်စရောက်တော့ဆိုလေအမိုးကြီးတို့ညအိမ်ထောင်ဖို့ပြုရှိခိုးတာဘယ်လောက်ရှိလဲဆိုအဲ့ဖယားရှိခိုးတဲ့နေရာမှာအိပ်ပျော်သွားတာတခါမှအဲ့လိုမျိုးဖယားရှိမရှိခိုးဘူးတော့အဲ့မှာအိပ်ပျော်သွားတယ်တို့တော်ညာလည်းပဲအမိုးကြီးတို့ကအမိုးဟာဆိုလို့ရှိရင်မနော်စကားပြောတော့စူတာတော့တအားကျန်းတယ်ဒါပေမဲ့အမိုးကြီးကစူပြီးကျမတို့တကယ်ချစ်တယ်ဗောနော်ကျမတို့အရန်ချစ်တဲ့သူဖြစ်တယ်ဒါကြောင့်အမိုးဆိုရှိရမနော်ကျမတို့အရန်ချစ်တယ်ဒါပေမဲ့ကျမရဲ့အသက်တာမှာအဲ့ချိန်မှာကျမအကြီးကျယ်ဖျားတဲ့အချိန်မှာကျမအသက်ရှူရင်တော့မှဒီထဲနာတွင်းကလီစာတွေနာတယ်လို့ပေါ့အဲ့ကြောင့်ကျမတည်တော့မယ်ဆိုတော့တည်တယ်အဲ့ကြောင့်အမိုးကြီးပြောအမိုးကြီးကျမကိုအမိုးကြီးကေရှာရလူတောင်ကြီးရောရကေတီးလတောင်ကြီးရောဒီမှာမတေချင်ဘူးပြောတာအမိုးကြီးအောင်ငိုတယ်ဒီတပါတီနာဟောပါရဲ့ရကကုစားနာမောနေအမိုးကြီးလဲခေါ်ရလဲခေါ်ပါနော်နှစ်ယောက်လုံးငိုပြီးတော့မှအဲ့ချိန်မှာကျမဘာတတိယလဲဆိုလို့ရှိရင်အမိုးကြီးအားစေးတရားဟောတဲ့တတိယတယ်လူချင်းတွေကစုတောင်းပြီးကျန်းစာကိုဖွင့်လက်ထောက်တဲ့ဟာညို့ပေးမယ်အဲ့ချိန်မှာကျမစုတောင်းတယ်စုတောင်းပြီးတော့မှလက်ထောက်မဲ့ကျန်းပိုက်ဟာဆိုကျမဘာကျန်းပိုက်ကိုထောက်မိလဲဆိုလို့ရှိရင်မနော်ဒီ138ခုမြောက်သောဆလံအပိုင်းငယ်18ကိုကျမထောက်18ကိုကျမထောက်မိတယ်ငါမတေရသေးအသက်ရှင်၍သာဝရဖျားအမှုတော်ကိုကြားပြောရအောင်မည်သာဝရဖျားတင်ငါကိုကြက်သေးစွာဆုံးမတော်လဲတေချင်း၌အတော်မမူသေးကျမရန်ဒေါသထွက်တယ်တေချင်းနေတဲ့လူကိုမတေရဘူးလို့ပြောရင်ဘယ်လူတယောက်မှကြိုက်မှာမဟုတ်ဘူးပေါ့နော်အဲကြောင့်မလို့ကျမကျန်းစာအုပ်ပြစ်ထုတ်ပလိုက်လုံးဝလက်မကြည့်တော့ကျန်းစာလည်းမဖတ်ချင်တော့ဘူးလုံးဝမဖတ်ချင်တော့အဲ့ချိန်မှာကျမတေဖို့ပေးပါကိုတော့အဲ့ချိန်မှာကျမစွတ်တောင်းတဲ့အခါမှာလက်တစ်ခုကကျမခေါင်းပေါ်မှာဒီလိုမျိုးပုတ်ချလိုက်တဲ့အချိန်မှာတရေငါ့ကိုခြောက်ပြီလို့ကျမထင်နေတာတအားကြောက်တာဟာဖယားစွတ်တောင်းတဲ့အချိန်တရေရောက်ခေါင်းဒီလိုပုတ်ချလိုက်တဲ့အချိန်ဟာတရေငါ့ကိုခြောက်တယ်ဆိုပြီးတော့မှလူငယ်လဲငယ်သေးတဲ့အတွက်မနော်ဆဲကြော်တဲ့အရွယ်ဆိုအရန်ကြောက်တရေငါ့ကိုခြောက်ဘူးဆိုတခါတည်းအိတ်ပလိုက်တာအိတ်ပလိုက်ပြီးတော့မှမနေ့ပြန်တော့ငါမျက်လုံးမပွင့်လောက်တော့ပါဘူးတေလောက်မှဖယားတခင်အဲ့လောက်စွတ်တောင်းထားတာပေါ့နော်ဒါပေမဲ့ဖယားတခင်ကကျမတေခွင့်မပေးခဲ့ဘူးပေါ့နော်ပြီးတော့ကျမအမိုးနဲ့နေတယ်အမိုးနဲ့နေတယ်ပြီးတော့ရှင်ကျမတောင်ကြီးဖက်ကိုပြန်ပြီးတော့ဟိုမှာပြန်သွားနေပြီးတော့ကျမကုံကူးတဲ့အလုံးလုံးတောင်ပေါ်တက်ပြီးတော့မှအမအရက်တွေရောဘီယာတွေရောအစုံပဲရောင်းတာအမတောင်ပေါ်တစ်ခါတက်ပြီးပြန်လာလို့ရှိရင်ပတ်စံပသိန်း9000အဲ့လိုမျိုးတွေရတော့ပျော်လားပျော်ဆဆချင်းအမိုးနဲ့နေတော့ဘောကြော့နေရလေသမင်းလည်းမချက်ရအောင်အညာလည်းမဲပဲချက်တွေးတော့ဘာမှမလုပ်ရအောင်
အချိန်မှာပထမဦးဆုံးအလုပ်လုပ်တဲ့အချိန်မှာသူများပါပဲရွက်ခိုင်းလဲဆိုလို့ရှင်ထင်ရက်နှစ်ပိတ်တာနဲ့မုတ်လေဖောင်းမုတ်လေခေါင်းမှာရွက်ပြီးတော့တောင်ပေါ်မနဲ့9နိုင်ကြီးသွားတာညနေ9နိုင်ကြီးလောက်မှဟိုဖက်ရွာရောက်တော့အရမ်းမောတော့ဘဝဆိုတာဒါလားတအားပင်ပန်းနဲ့လမ်းမှာအေးတီလို့ရှင်ငါရှမ်းပြည်နယ်ကိုမပြန်လာပါဘူးငါအမိုးကြီးနဲ့ပဲငါနေပါတယ်ဘဝအရန်ပင်ပန်းနေပေါ့နော်အဲ့ဒါကျမပြန်ပြီးတော့မှဘဝရဲ့သင်ခန်းစာဘဝဒီလိုပင်ပန်းတာပေါ့အဲ့ချိန်မှာကျမနောက်ကျတော့ကျမကုန်ကူးတော့ချိန်ကျတော့မထင်မှတ်တဲ့အချိန်မှာပေါ့နော်ပိုးတတနာနေကဆရာတော်နော်ဒေါက်တာဆရာတော်ရဲညွန့်မြလာပြီးတော့ဖမှုလေးကျန်းစာကျောင်းတက်မလားလူက10တန်းကကြာထားတာနှစ်ကျန်းစာကျောင်းတက်မလားပြောတော့ကျန်းစာကျောင်းတက်ရင်ဘွဲရလားရတယ်တဲ့အဲ့ဆိုရင်တက်မယ်ကျန်းစာကျောင်းတက်ရင်ဘွဲရရင်တက်မယ်ဘာဖြစ်လို့သူများမင်းနေပါဘွဲရလဲကျန်းစာကျောင်းဘွဲလို့ဖြေလို့ရတယ်လေကျမတငယ်ချင်းတွေအကုန်လုံးကဘွဲယူကြမှာလေဘာဘွဲကြွားတဲ့ချိန်ကျကျမကြွားစရာမရှိဘူးကျမလည်းကျန်းစာကျောင်းဘွဲ NTH ဘွဲဆိုတော့ကြွားလို့ရသေးတယ်ဆိုတော့ကျမကျန်းစာကျောင်းဖောင်ဖြည့်လိုက်ဖောင်ဖြည့်ပြီးတော့မှနောက်ကျမစဉ်းစားဖောင်ဖြည့်ရင်တလဲဖောင်ထဲမှာဗာရေးထားလဲဆိုကိုမစားရအရက်မတောက်ရဆက်လိမ့်မတောက်ရကိုမစားရလို့ဆိုငါမသွားတော့ဒီတစ်ခါဆေးဖောင်ပို့လိုက်တယ်ဖောင်ပို့ပြီးတော့စဉ်းစားတယ်ကိုမစားလို့လည်းမရဘူးဆိုတော့ငါမသွားတော့ဘူးငါကွန်းတအားစားချင်တယ်ကွန်းတော့ငါမလဲနိုင်ဘူးပေါ့နော်အဲ့နဲ့ဆရာတော်လာတော့ဆရာမတက်တော့ဘူးတဲ့ကွန်းစားလို့မရရင်မတက်တော့ဘူးဟဲ့ဖမှုလေးကိုမစားရနဲ့တောင်းစားကြောင်းသွားပါမသွားဘူးရတယ်ဆရာပြောတော့အဲ့ချိန်မှာကျမရဲ့ရောက်ဖအမရဲ့ယောက်ျားကျမဘာပြောလဲဆို你仿佛有那一件啥讲的呢仿佛不老嘞当波那卡东话多有记嘞阿鲁木波喏仿佛东灯有那一件啥讲么多呢哎么不生记到灯快呗是的哎呢呀的仿那拉嘛呗件啥讲多呀嘛嘞entrance 到皮呀嘛说呀的哎ချိန်嘛ကျမဘာလုပ်လဲဆိုလို့ရှိရင်တောင်ပေါ်တက်ဖို့သူများကိုတွားညှိနှိုင်းတယ်မတွားတော့ဘူးတဲ့တောင်ပေါ်မှာဈေးရောင်းပါသွားပြီတဲ့ပတ်စံ3သိန်းလည်းမဖြစ်3သိန်းခွဲပဲအဲ့နဲ့ကျန်းစာကျောင်းသွားကျန်းစာကျောင်းရောက်လေရောက်တော့အဲ့ဆိုတော့ကျန်းစာကျောင်းရောက်ဘာဖြေရမှမသိဘူးလေအဲ့သူများကပါဟိုအခန်းကြီးဘလဲဓမ္မဟောင်းကခေါင်းစင်တွေကျက်ဓမ္မတိကခေါင်းစင်တွေကျက်ဒီဟာကျက်ပြောတော့ကျက်တာပေါ့အဲ့ဒါတွေတော့အကုန်ရပြီလေစာကျက်တော့ရတယ်လေဒါပေမဲ့သူများကွက်လက်ဖောက်မေးတဲ့အချိန်တခင်ယေရှုဘယ်မှာမွေးလဲတိတယ်တခင်ယေရှုမွေးတဲ့နေရာတိတယ်သူများလက်ခုပ်တီးတယ်နင်းနေကြတယ်တိတယ်ဘယ်မှာလဲတခင်ယေရှုမွေးတာဘယ်မှာလဲဆိုတော့ ready call မျိုးတဲ့နော်ကျမဘဝကျန်းစာကြောင်းတက်တာတခင်ယေရှုဘယ်မှာမွေးလဲဆိုတော့ ready call မျိုးမှာတော့တခင်ယေရှုမွေးတယ်ဒါပေမဲ့ကျမလူတစ်မျိုးစမပွဲဖြေလို့ရှိရင်အမေကူးမှာအဖြေတွေပြန်ရေးထားတာပြီးကြရင်သူများပြန်ပြမှာပေါ့ပြီးကြတော့တဲ့နောက်ထပ်မေခွန်းတစ်ခုဘာလဖျားနဲ့အပြိုင်ဟုတ်မနော်စွတ်တောင်းပြီးကောင်းကင်ဘွားနဲ့မီလုံးလောက်ကြလာတဲ့ပရောဖက်ဘဒူလေအေလီယာနဲ့အေလိရှဲဘယ်တယောက်ကဆရာဘယ်တယောက်ကတပည့်မလည်းမသိဘူးဟေးဘယ်တယောက်စွတ်တောင်းလို့ပြုတ်ကြလာလဲမသိဘူးအဲ့နဲ့ဘာဖြစ်လဲဆိုအေလီယာတော့မဟုတ်အေလိရှဲဆိုတော့ကျွန်မတခုမှန်မှာကျွန်မအဲ့လိုမျိုးဖြေခဲ့တယ်နော်ပြီးရင်တဲ့သခင်ယေရှုတဲ့အသက်ဘယ်နဲ့အမှုတော်ဘယ်နဲ့ထမ်းဆောင်လဲတဲ့ကျွန်မမှတ်မိတဲ့အရာပဲเนาะကျွန်မမားတာအများကြီးပဲမှတ်မိတဲ့အရာပဲကျွန်မပြောဘယ်နဲ့အမှုထမ်းဆောင်လဲညီရဲ့ပိတ်ကားကြည့်တယ်ပဲမိုးလင်းလိုက်မိုးချုပ်လိုက်မိုးလင်းလိုက်မိုးချုပ်လိုက်နဲ့သခင်ယေရှုကားတကားပြီးသွားတယ်လေအဲ့ဆိုတော့တနေ့သခင်ယေရှုเนาะတနေ့နဲ့အမှုတော်ထမ်းဆောင်တာတနေ့ပဲဘာမှဆိုကျွန်မဒီနမရောက်လာတဲ့အချိန်မှာကျွန်မကရင်စကားမှမတတ်တာဒါမဲ့ဆရာတွေတရားဟောတယ်ဆိုဒါဝိတ်ပါလာဒါဝိတ်အကြောင်းပြောတာဒါအေလီယာအေလိရှဲဒါအေလီယာအေရှဲကြောင်းပြောတယ်အဲ့လောက်ပဲနားမလဲမလေးကရင်စကားမှမတတ်တာကရင်စကားမှမတတ်အကုန်လည်းမနာယောသက်ဒါယောသက်အကြောင်းပြောတာအဲ့လောက်ပဲကျမတို့သိမှလေအဲ့ဆိုရင်ကျမအဲ့လိုတက်ဖြည့်ပြီးတော့ကျမပြန်ကြွားတာဆရာမလဲတောင်ကြီးနဲ့အတွင်းမှုအိမ်သွားပြီးတော့မှပြန်ကြွားမိခွန်းရွက်သူဖက်ပြီးတော့ရီတာဆရာမဆိုနော်တိတ်ခါတော့ရဆရာရမိမဆိုရီတာဘိုက်တော့အောက်တာသေးတော်မှာထွက်ကြတယ်ဒီဘလို့ဖြေလာဒီမအောင်တော့တဲ့ entrance မအောင်နဲ့ဖောင်ဖို့3သိန်းပေးစီရမလို့တော့လေမအောင်လဲဖောင်ဖို့3သိန်းပေးစီရမလို့တော့ဆိုတော့အောင်ဒါပေမဲ့ reset ထွက်တဲ့ချိန်မှာတော့ကြည့်တော့လေကျွန်မအဆင့်6နဲ့အောင်တာ
တော်တယ်နော်အယောက်35ယောက်ဖြည့်တဲ့ NTA အယောက်35ယောက်ဖြည့်တဲ့ထဲမှာကျွန်မအဆင့်6နဲ့အောင်လာသူများတွေခရီးရဲ့တချို့လူဆိုရင်အမေခရီးအဖေခရီးနဲ့ဆင်းလာတာအဲ့ဒါတော့သူများတော့ဟိုစက်ကြီးတော့လေကျွန်မစတားတလုံးမှမပါတော့ဝမ်းနေနေအနောက်မှာစတားတွေအများကြီးပါတဲ့လူချင်းကျွန်မတငယ်ချင်းကျွန်မပြောတယ်ဟဲငါစတားတလုံးမပေါနေလဲမပါဘူးငါလဲစတားလူချင်းဘယ်ဟုတ်မလဲစတားပါတဲ့လူတွေကကြာလို့သူများတင်ပေးထားတဲ့လူတွေလေကျွန်မအဆင့်6နဲ့အောင်တကယ်ဖေကျွန်မတငယ်ချင်းအရှက်ဖို့ရှိရဲ့အဲ့တငယ်ချင်းဆိုသူဆိုခရီးအတိုင်းဝိုင်းကြီးရဲ့သူတော်မှအဆင့်ခွန်ကျွန်မရဲ့အနောက်မှာကျွန်မဆိုနည်းနည်းပို့တော်သေးရပါတော့အဲ့နဲ့ကျွန်မကျန်းစာကြောင်းတက်တဲ့အချိန်မှာလေကျွန်မလေဖယားတခေကအလိုတော်ဘယ်လိုရှိလဲကျွန်မမသိဘူးနော်ဘယ်လိုအလိုတော်ရှိမှကျွန်မမသိဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်မကျန်းစာကြောင်းတက်တဲ့အချိန်မှာဟိုကဗလဲပေါင်တရွက်လည်းမမေးဘူးလို့လုံးဝဦးနောက်လည်းမစင်းစားမိဘူးဘလဲသူများဟဲ့ဖောင်တရွက်ဘယ်လောက်လဲတော့မမေးမိဘူးကျန်းစာကြောင်း၄နှစ်တာပြီးသွားတယ်ကျွန်မဖောင်တရွက်1000မှကျွန်မမသိဘူးအဲ့နဲ့ကျွန်မနောက်ကျတော့ဆရာတယောက်ကကျွန်မကိုပြောတယ်ဖုံးမူလေးတဲ့ဆရာနောက်ထပ်တစ်ဆင့်တက်မလို့ဖောင်ဝယ်ပေးအချိန်ကျွန်မပြောငါ့ဖောင်ဖိုးပြန်ပေးရမှာနော်ဆိုပေးမှာပါနေ့ကငါဖောင်ဖိုးပြန်ပေးပါမယ်ကျွန်မပတ်စံ3သိန်းငါဘယ်သူနာတချီရမလဲမသိဘူးအဲ့3သိန်းအဲ့နဲ့ကျွန်မတွားယူပေးရနောက်ကျောင်းမှာကျွန်မဖောင်ဖိုးမေးတယ်ဖောင်ဖိုးကတရွက်1000တဲ့ကျွန်မဘွက်ကျန်းစာကျောင်းဘွက်လဲယူပြီးအမှုတော်ဆောင်လဲတစ်နှစ်ဆောင်ပြီးအဲ့အချိန်မှာကျွန်မဖောင်တရွက်1000ဆိုတာကျွန်မသိတာတော်လေးကိုခံစားလိုက်ရတာပေါ့နော်တော်လေးကိုခံစားလိုက်ရတယ်ဘာဖြစ်လို့လဲဆိုတော့တခါတလေကျမရဲ့အမမရှိလဲပြောတယ်ရွှေသိန်းနဲ့သူတကရလို့လီစောစီချိုးပါဟဲ့ဟုတ်တယ်ငါကလည်းတကရဘူးတိတယ်ကွာကိုအဲ့ဒါနဲ့ကိုစိတ်ထဲမှာကိုပြတ်သွေးရပေါ့ဒါပေမဲ့ဖယားရဲ့အလိုတော်ဖယားဘာအကြံစီရှိမှမသိဘူးပေါ့နော်ကျမတို့ဘလို့ဘာကြောင့်ကျမကိုဖယားတခင်ကခေါ်ယူတဲ့လူတွေအများကြီးပဲနော်အသုံးတော်ခံတဲ့လူနည်းတယ်ဒါပေမဲ့ကျမဘာကြောင့်ခေါ်လဲကျမမသိဘူးနော်ဒါပေမဲ့ကျမဖယားတခင်ကိုအင်တမကျေးဇူးတင်တယ်ပေါ့နော်နောက်ကြမှာကျမဒီကျမ်းပိုက်ကိုကျမတေချာနော်ဒါဆိုလို့ရှိရင်ကျမတို့အမိုးကြီးဆက်လက်သူမှုတို့အိမ်မှာကျမတို့အမိုးတို့အိမ်မှာဆိုလို့ရှိရင်ဒီဆာလန်138ဆိုလို့ရှိရင်ကျမတို့ညတိုင်းဖယားရှိခိုးတာအလွတ်ရတဲ့ကျမ်းပိုက်ဒီကရင်လိုဖတ်ရင်လည်းကျမအလွတ်ရတယ်ဒါပေမဲ့စာအုပ်ကြီးဖတ်ရင်ကျမတလုံးမှမဖတ်တတ်ဘူးအလွတ်ဖတ်နော်ကျမဖတ်လို့တတ်တယ်ဟုတ်နော်ဒါပေမဲ့စာအုပ်ကြီးဖတ်လိုက်ရင်ကျမကရင်စာတလုံးမှမတတ်တော့ဘူးပေါ့နော်အဲကြောင့်မလို့ဒီကျမ်းဖတ်ကျမတေချာပြန်ပြီးတော့မှကျမတိတတ်တဲ့အချိန်ပြန်ဖတ်တဲ့ချိန်ငါငယ်ကလေးကတီမင်းရဲ့လက်ကနေတဆင့်လွတ်လာတာငါရဲ့ကံကောင်းခြင်းမဟုတ်ဘူးပဲဖယားသခင်အလိုတော်ဟာငါ့ပေါ်ဘယ်လိုတက်ရှိတယ်ဖယားသခင်ငါ့ကိုဘယ်လိုအသုံးပြုမလဲဖယားသခင်ရဲ့အကြံစီတော်ကိုဒီလိုဖြစ်နေတာဆိုတာကျမသိရှိခဲ့တယ်နော်ကျမတို့ရဲ့အကြံစီနဲ့ကျမတို့အသက်ရှင်လို့မရဘူးပေါ့နော်ဖယားပေးတဲ့အကြံစီနဲ့ပဲကျမတို့အသက်ရှင်လို့ရမယ်ပေါ့နော်ဒါကြောင့်ဆာလံ103ခန်းငယ်8ကိုကျမထာဝရဘုရားတည်တနာတတ်တော်သဘောကျေးဇူးပြုတတ်တော်သဘောကရုဏာကျေဝတော်သဘောရှိတော်မူ၏နော်ဘုရားသခင်ကကျမအပေါ်မှာအင်တန်မှချစ်တဲ့ဘုရားဖြစ်တယ်ပေါ့နော်ကျမကိုတနာတယ်ကျမကိုကျေးဇူးပြုတယ်ပေါ့နော်ဒါကြောင့်မို့ကျမရဲ့အသက်တာမှာကျမရဲ့အမေကိုကျမပြောမယ်ဆိုရင်ကျမကျောင်းနေကျမသိချင်ကျမအမေကိုအရန်မုန်းတယ်အမိုးရဲ့အပြစ်ကိုလည်းကျမချီနှောင်ခဲ့တယ်လုံးဝအမိုးဆိုမခေါ်ချင်ဘူးကျမဆိုပြောရမယ်ဆိုမိဘမေတ္တာလို့ပြောရင်ကျမဘာမှမပြောတတ်ဘူးမိဘမေတ္တာမခံစားဘူးအဲကြောင့်မလို့ကျမကျန်းစာတောင်းတဲ့စာစီစာကောင်းရေးခိုင်းတယ်မိဘမေတ္တာအကြောင်းရေးစဉ်းစားလို့မရပါဘူးကဗျာရေးခိုင်းတာဘယ်မိဘမေတ္တာဘယ်လိုကဗျာရေးရမှာတော့မှမစဉ်းစားတတ်ဘူးအဲ့ချိန်မှာကျမအသွေးထဲမှာအဖွားရဲ့မေတ္တာနဲ့အစားထိုးလိုက်မယ်ဆိုရှင်ကျမရေးတဲ့ချိန်ကျမ very good very good တော့ရတယ်ဆရာမဟတ်တော်ထိသွားတာကျမလည်းရေးနေရင်မျက်ရည်တုံကျတယ်ဆိုလို့ဆရာမလည်းဟတ်ထိသွားတာအဲ့နဲ့ကျမဆိုအဲ့မှာလည်းကကောင်းရခဲ့တယ်ဒါပေမဲ့ကျမရဲ့အသက်တာဒါပေမဲ့ကျမကိုဆရာတယောက်တရားဟောတဲ့ဆရာမိခင်ကကျမတို့ပခုံးလက်နှစ်တစ်ခြေဖွားလက်နှစ်သွယ်ကလေးကမွေးဖွားလာတဲ့မိခင်ဖြစ်တယ်ဒီမိခင်ကပိတ္တဇာမပဲဖြစ်နေပါစေ
မကောင်းတာပဲလှုပ်ရှားနေတဲ့မိခင်ဖြစ်နေပါစေကျမတို့သူ့ရဲ့နှုတ်ချိုတောက်ထားတယ်နှုတ်ချိုဖိုးတော်မှမကြေနိုင်ပဲနဲ့မိဘအောင်မပြစ်မှာနဲ့ဆရာမအဲ့လိုတရားဟောလိုက်ရဆရာတဲ့အချိန်ကျမစဉ်းစားအမေကသူဘာပဲလုပ်နေပါစေအိမ်ထောင်30ရှိတယ်ဗောနော်ကျမအမေကအိမ်ထောင်30ရှိတော်ညာလည်းပဲသူတယောက်တည်မှတယောက်ယူတယောက်တည်မှတယောက်ယူတယောက်တည်တယောက်ယူဒါမဲ့အဲ့ချိန်မှာကျမတို့ဗုဒ္ဓအတိုင်းဝိုင်းမှာနေတဲ့အချိန်မှာကျမတို့ဘီရင်တကြည့်တယ်အမိုးကစနေသမီးနှစ်ခါနဲ့မွေးလာတာတဲ့ယောက်ျား9ယောက်ယူမှာကျမတို့စဉ်းစားနေယောက်ျား9ယောက်တော့ယူမှာဆိုတော့တယောက်အပါဆုံးပြီးတော့နောက်ယောက်ျားတစ်ယောက်ထပ်ယူတယ်အဲ့ယောက်ျားလည်းထပ်ဆုံးပြောနောက်ယောက်ျားတစ်ယောက်ထပ်ယူတယ်ဒီယောက်ျားပဲချင်းဆုံးမလဲကျမတို့စောက်ကြည့်နေတာတော်သေးတယ်အဲ့ယောက်ျားမဆုံးမနဲ့သူကိုယ်တိုင်ဆုံးသွားတယ်9ယောက်မပြည့်3ယောက်နဲ့ပြီးသွားတယ်ဗောနော်ကျေးဇူးတော်ချီးမွမ်းတယ်အဲ့ဒါလည်းမဟုတ်လို့ရှိရင်ကျမတို့ရောက်အဖေ9ယောက်တော့ရမှာလေဒါပေမဲ့ဖယားသခင်ကဘလို့ဘလို့အကြံစီတော့ရှိလည်းမသိဘူး3ယောက်နဲ့ပဲအဆုံးတက်ခွင့်ပေးတယ်ဒါပေမဲ့အဲ့3ယောက်နဲ့သူလှုပ်ခဲ့တဲ့အရာကျမတို့လောကရန်ရိုက်ခတ်တယ်ကျမတို့ခံစားရကြည့်နေပါသူသားသူသမီးတွေလည်းသူ့အမေလိုဘဲလာမှာလင်တယောက်ပြီးတယောက်ယူမှာအေးကလေးဆိုတော့အရန်တော်သားထက်လင်ယူစရာလားကြည့်နေငါပြန်လာပြမယ်နောက်ထောငါပြန်လာပြမယ်အဲ့လိုမျိုးအရှိကျမနောင်ထိုကျန်းစာကျောင်းတော်မတည်းအောင်ကျမပြန်လာတဲ့အချိန်မှာသူများဟဲ့ဆိုတိတ်နေယောက်ျားမယူသေးဘူးလားယူစရာလားယောက်ျားပြောတော့ဗောနော်ယူစရာလားယောက်ျားအမလီယောက်ျားလေးများချိန်တက်ခေါင်းခုတ်ယူလိုက်မှလို့အဲ့လိုမျိုးပေါ့အဲ့လိုမျိုးကိုအသွင်းနဲ့ကိုလုံးဝအချိန်မှာအသက်ကလည်းဟိုကလောက်ရှိပြီ26နှစ်တော်တော်တက်ကြီးပြီဒါမဲ့လုံးဝပြန်လာပြတာရှိုးစမိုးပြည့်နေပြောရဲလုံးဝပဲသူများတဲ့အဲ့ချိန်မှာကျမတငယ်ချင်းနဲ့ကလေး2ယောက်3ယောက်နဲ့တွဲလူတွဲလောင်းရှိတယ်ကျမချိုးစမိုးပြည့်ပဲပြန်လာတယ်ဒါပေမဲ့ကျမအဲ့ဒီအရာကိုကျမကျမတာအဲ့နေရာမှာသူ့အမေလိုပဲယောက်ျားကျမအဲ့လိုလိုက်ယူလို့ရတယ်ဒါပေမဲ့မခံချင်တဲ့စိတ်နော်မခံချင်တဲ့စိတ်ကိုမွေးတဲ့အခါမှာကျမအဲ့လမ်းလွဲမားတဲ့လမ်းနောက်ကိုကျမမလိုက်ဘူးဘာဖြစ်လို့ဆိုကျမဖယားသခင်ကိုသိရှိတဲ့အတွက်ကြောင့်မလို့ကျမကြောက်တယ်ဥပမာပေါ့နော်ကျမနှစ်ချင်းလာခံတဲ့အချိန်ပေါ့နော်ကျမအသက်တာလဲကျမပြန်ပြီးတော့တက်တိခံချင်တာပေါ့နော်နှစ်ချင်းအမိုးပြောဘလက်ချီယောနှစ်ချင်းခံတော့မူကြီးဆက်လက်သူမတာနှစ်ချင်းခံခိုင်းတာအဲ့ချိန်တော့2010-2017ခိကတော့တစီခိနီနဲ့ကစားရှုကဟဲလောလောတဘလက်ချီနော်အိုတေဝေအဲ့ဆိုလဲပကလေဘလက်ချီလောနော်ကျမနှစ်ချင်းလာခံဆရာစင်းနေခုလိုကျန်းစာတင်တယ်မတမတူဘလို့ချီလေမတမတူဘလို့ပြဘဟဲလောပတူပတာအမလေးတခုံဖျက်ဆရာလိန်နာဖျားကိုလည်းလိန်နာနှစ်ချင်းခံလိုက်တာပဲနှစ်ချင်းခံလိုက်တယ်နော်အဲ့ချိန်မှာပေါ့နော်ဒါမဲ့အမိုးကိုလည်းကျေးဇူးတင်တယ်ပေါ့နော်အမိုးကိုလည်းကျေးဇူးတင်တယ်အမှမဟုတ်လို့ရှိရင်နှစ်ချင်းခံဖြစ်မှာမဟုတ်ဘူးပေါ့နော်အမိုးလည်းကျေးဇူးတင်နှစ်ချင်းခံဖြစ်တဲ့အချိန်မှာတေချေရင်တော့မှကိုတက်တည်ရမှာမတက်တည်ရဘူးဖယားတခင်မကြောက်ဘူးငါတေလို့ရှိရင်ငါငရဲဟိုအဝီစီတီရောက်မှာဖယားတခင်တေခွင့်မဲ့ပေးပါဆုတောင်းတယ်အဲ့ဒါဖယားမကြိုက်ဘူးနော်ဖယားရဲ့ဝိကျမတို့ဖယားရဲ့တဒံတော်နဲ့အညီဖန်ဆင်းထားတဲ့လူဖြစ်တယ်ပြီးဖယားတခင်ကဝိညာဉ်တော်မှုတ်သွင်းထားတယ်သူ့ရဲ့ဝိညာဉ်တော်ကျမအမြဲတမ်းဖယားတခင်ကိုစော်ကားတယ်ဖယားတခင်ကျွန်တော်ကျမပေါ်ကောင်းမြတ်တာတော့မှကျမအမြဲတမ်းဖယားတခင်ကိုစော်ကားတယ်ဒါပေမဲ့နောက်ပိုင်းမှာကျမဖယားတခင်ပို့ပြီးတော့ရတဲ့အချိန်ကပဲအချိန်လဲဆိုလို့ရှိရင်ကျမအမိုးရဲ့အပြစ်ကိုလုံးလုံးလလခွတ်လွတ်တဲ့အချိန်မှာလေမငိုရတော့အရင်တော့ဆိုလေသူများရှေ့မှာကြည့်လိုက်ရှင်တအားပျော်နေတဲ့လူလိုဟီဟာတငယ်ချင်းနဲ့တော့မပြောလေရွှေသိန်းနဲ့ကိုကြည့်လိုက်ရင်လည်းစက်နေရတီပျော်နေပဲနဲ့နေဝမ်းမနေတတ်ဘူးလားစိတ်ထဲမှာနေမသိပါဘူးငါဒုက္ခလေငါဒုက္ခကိုလေသူများမဝေပြီးမြတ်တတ်ဘူးပေါ့နော်ကိုဒုက္ခကိုပဲသိတာပေါ့အရှိမသူများရှိရမျက်နှာမဲပဲဆက်နေတင်းနေလေနေရလဲအမြဲတမ်းဝမ်းနေနေပဲပြောမှာပေါ့အကြောင်းကိုမပြောတော့ညာလဲပဲကိုအားဖြစ်သူများပြောအောင်ကျွန်မအမြဲတမ်းနေထိုင်တယ်အကြောင်းကျွန်မတငယ်ချင်းရန်ပေါ်တယ်ဘယ်လောက်ထိတငယ်ချင်းဘယ်လောက်ထိအဲ့လိုမျိုးကျွန်မပြောလိုက်တဲ့အရာသူများအတွက်စိတ်ပျော်ရွှင်ခြင်းဘယ်လောက်ထိရလဲဆိုလို့ရှိရင်ဆရာမဖောကဘိုအိမ်မှာလာနေတဲ့စစ်ဘေးရှောင်ဆေးလာကုတာတော့မှဖုန်းဆက်ပြီးတော့တမှုဟဲလဟီဟဲတဲပြနေဝဟာတာအထိစင်တီတော့သူ့အိမ်သွားရတယ်ကျွန်မသွားပြီးတော့ဘာတော့ပြောရမလဲမသိဘူးပြောပြီးတဲ့စကားလည်းပြန်မပြောတတ်တော့ဘူးအဲ့လိုနဲ့အဲ့လိုမျိုးပေါ့နော်ကို့အကြောင်းနဲ့သူများပျော်ရတဲ့အတွက်တခါတလေစစ်ဘေးရှောင်တွေ
ကျမတို့အိမ်ထဲမှာမယုံကြည်သူပဲကျမတို့ပြောတယ်ငါတစ်တရမှုဆာလာမှုလို့ဝေးနေတဲ့ဟာတာတေးပတိရောတဲ့ဝေးသူအယောဂါတော့မိသွားတယ်တဲ့ခံစားရတဲ့ယောဂအော်တန်တာတောင်းကြီးတခုပဲကျမဘာမှမလုပ်တတ်ဘူးဘုရားတခင်နေငါ့ကိုကျမ်းစာကြောင်းတက်ခိုင်းတယ်ငါဘာမှလည်းမလုပ်တတ်ဘူးလာရောက်တော့လေကရင်တွေရှိတဲ့နေရာလာရောက်တော့တရားဟောရင်လေကရင်လူလည်းမဟောတတ်ကျမ်းစာလည်းကရင်လူလည်းမဖတ်တတ်ဘဲမှလည်းသုံးစားမရကိုတိမ်ငယ်နေတဲ့အချိန်မှာအော်ငါအညီအနဲ့ဘုရားသခင်ဒီလိုမျိုးလူတွေရဲ့ပျော်ရွှင်မှုပေးတယ်ဒါလည်းလူတိုင်းမှာအားနည်းချက်ကိုရှိပေမဲ့ဒီဟာငါရဲ့အတားချက်ဖြစ်မှာပါဆိုပြီးတော့မှကိုပြန်ပြီးတော့ဘုရားသခင်ကျမတို့အင်တမတန်ဖိုးထားငါတန်ဖိုးငါဆွဲချိုက်ငါအောက်ရောက်မှာပေါ့ကြောင့်အမြင့်ကိုပြန်ဆွဲတင်တာပေါ့နော်ဒါကြောင့်မလို့ဘုရားသခင်ကကျမတို့ကိုဂရုဏာထားပြီးတော့ကျမကိုငငယ်ကလေးကတိတ်ခွင့်မပေးဘူးအမျိုးမျိုးကြုံတော်ညာလည်းပဲတိတ်ခွင့်မပေးဘူးပေါ့နော်ပြီးရင်ဘုရားသခင်ကကျမတို့ကိုအမြဲတမ်းကြည့်ရှုပြီးတော့မှကျမတို့ရဲ့ဆုတောင်းတောင်းနားညောင်းတဲ့ဘုရားဖြစ်တယ်ဟေရှာယအခန်းကြီး59အငယ်1ကြည့်ရှုလို့ထာဝရဘုရားသည်မကယ်တင်နိုင်အောင်လက်တော်သည်မဟုတ်မကြားနိုင်အောင်နားတော်ထိုင်းသည်မဟုတ်နော်ဘုရားသခင်ကနားထိုင်းတဲ့ဘုရားမဟုတ်ဘူးလက်တော်တဲ့ဘုရားမဟုတ်ဘူးဘောနော်ကျမတို့ကိုအမြဲတစေကြည့်ရှုဆောင်မတဲ့ဘုရားဖြစ်တယ်ဘောနော်ကျမတို့ကိုအမြဲတမ်းကြွယ်ကပေးတဲ့ဘုရားဖြစ်တယ်ယောဟန်ခန်းကြီး7အငယ်26ကိုကျမတို့ကြည့်မယ်ဆိုရင်ငါသည်ထမြောက်ခြင်းအကြောင်းအသက်ရှင်ခြင်းအကြောင်းဖြစ်၏ငါကိုယုံကြည်သောသူသည်တေလွန်တော်လဲရှင်လိမ့်မည်နော်ဒါကြောင့်ကျမတို့ရဲ့အသက်တာမှာဒီကနေ့ဒီမှာရှိတဲ့လူငယ်တွေလည်းရှိတယ်လို့မိဘတွေလည်းရှိတယ်တခါတလေသူတို့ရဲ့အသက်တာမှာဆိုလို့ရှိရင်ကျမကြည့်အရန်ပြောမိသားစုစုံလင်တဲ့လူကျမကြည့်ရင်တမအရန်ပြောတယ်တချို့ဆိုလေမိခင်မိဘတွေကောင်းတလောက်သားသမီးတွေအရန်ဆိုးပြီးတော့မှမိဘကိုပြောဆဲကျမတအားမုန်းတယ်ညီတို့တွေလေငါလူမျိုးအဖေအမေနဲ့တိုးရမှာအဲ့ဒါမှညီတို့တော်ခံစားရမှာမိဘအပေါ်မှာတိတက်တဲ့သားသမီးတွေဖြစ်ဖို့အင်မတန်မှအရေးကြီးတယ်မိဘတွေလည်းသားသမီးအပေါ်မှာနားလေတတ်တဲ့သူတွေဖြစ်ဖို့လည်းအင်မတန်မှအရန်ကြီးတယ်ကျမလူမျိုးပေါ့နော်ဒီကျမခံစားရဟာဆိုအခုချိန်ဒီဘယ်အချိန်စစ်စားညည်ကြချင်နော်ဒါကြောင့်ကျမလူတယောက်မှမခံစားရသေးဘူးဒါကြောင့်ကိုမိဘတွေပေါ်မှာမကောင်းသေးဘူးငါမိဘတွေပြန်စဉ်းစားငါမိဘတွေငါဒီဆရာမလူလုံနေပြီလားမလုံဘူးဆိုရင်ကိုမိဘအပေါ်မှာကောင်းမှုဆုံးပေးဆက်ကိုမိဘကောင်းမှုဆုံးနှွေးထွေးမှုပေးတတ်တဲ့သူဖြစ်ဖို့အင်မတန်မှအရေးကြီးတယ်ပေါ့နော်ကျမရဲ့အသက်တာမှာဆိုလို့ရှိရင်မိဘမြတ်တာကိုမခံစားဒါကြောင့်ကျမသားသမီးတွေဆိုရင်ကျမငငယ်ကမကြုံတွေ့ရတဲ့အရာပေါ့နော်ကျမဖះကိုဆုတောင်းတယ်အဲ့ချိန်ကျမတို့ဒီစောတိတော်မှာဆိုလို့ရှိရင်ဖះเจ้าဒီလိုအကြီးကြီးမဟုတ်တသေးလေးပဲကျမတို့ down brain ဆိုလဲဒီလိုမျိုးဖះမရှိခိုးအဲ့ချိန်မှာကျမအိမ်ထောင်မကြတဲ့အချိန်ဆိုလို့ရှိရင်ကျမမမရှိနဲ့သူ down brain လာတယ်နှစ်တိုင်းလာတယ်ညမို့တို့နဲ့ကျမတို့နှစ်တိုင်းလာတယ်လာပြီးတော့ဗာလာဆုတောင်းတယ်ဖះတခေကျမရဲ့အသက်တာမှာကျမပျော်ပျော်ရွှင်ရွှင်မနေရဘူးဒါကြောင့်မလို့ကျမရဲ့အိမ်ထောင်ဖက်ကိုပျော်ရွှင်တဲ့အိမ်ထောင်ဖက်ပေးပါနော်ကျမဆုတောင်းတယ်ကျမနေ့တိုင်းလာပြီးဆုတောင်းတယ်ကျမနေ့တိုင်းလာဆုတောင်းတယ်လို့ကျမအိမ်မက်လေကျမယောက်ျားကိုကျမယူမဲ့ယောက်ျားကိုကျမအိမ်မက်တာတော့မလဲအချောင်းဝါပဲအိမ်မက်တယ်ကျမခံစားတယ်ဦးအဲ့ပြီးတော့ကျမရောက်ခမရဲ့မျက်နှာလေကျမမြင်မက်တယ်မေ့အဒီနားမှာရှိအဲ့နဲ့ဒါဘာကြီးလဲစဉ်းစားလို့မရအောင်ဘုရားတခင်ကလည်းငါအိမ်ထောင်ဖက်တောင်းရဆိုအချောင်းဝါပဲနေ့တိုင်းမက်ခိုင်းတာပေါ့နော်အဲ့ချိန်မှာကျမကျန်းစာကျောင်းနောက်ရဆရာအဘလဲကျန်းစာကျောင်းဖိုင်နေနေ့မှာကျမတို့ကွန်ကရစ်သွားရမယ်နော်ကျောင်းပေါင်းစုံတော့အကုန်လုံးသွားဟိုတောင်ရန်ကုန်ကျန်းစာကျောင်းကိုသွားရမယ်အဲ့လိုသွားရတဲ့အချိန်မှာကျမရန်ကုန်ကျန်းစာကျောင်းကကျန်းစာကျောင်းသားတယောက်နဲ့ရီးစားထားလိုက်တော့ငါအဲ့မှာရောက်လို့ရှိရင်ဟိုဘလဲရှောက်လေချင်းတယ်လေတခါမှမရောက်ဘူးဒါမြို့ကြီးပြက်ကြီးအဲ့ချိန်မှာအကြံရအဲ့မှာ6ကျူပလက်တာကျောင်းသား2ယောက်ထဲမှာဆရာကလူကလည်းပါသွားတယ်နော်ပြီးဆရာတယောက်ကြည့်တော့အရက်နည်းနည်းပူတော့ကွာမရဘူးဒီတယောက်ထားခဲ့လိုက်မယ်အရက်နည်းနည်းရှည်တဲ့တယောက်ရွေးလိုက်တော့ဆရာကလူကတော့တွေ့ရအဲ့ချိန်မှာမလို့ဘွားအပြင်မှာတော့မမြင်ဘူးလိုင်းပေါ်မှာတော့သူကပို့ထားတဲ့ပုံကဒေါင်မိုက်နဲ့ဝဝတုတ်ပုံပို့ထားတာအဲ့ချိန်မှာဆရာဟီတာနဲ့ကျမတွားတော့ဆရာဟီတာတဲ့နေအဆရာဟီတာအဆရာတိတယ်ငါနေလိုက်ပြမယ်တဲ့တွားထွက်လာတရာဟီတာနေဟာအဆူလား6လားတ
တာပိန်တာဆရာလေနော်အဆိုးလားအချောက်လားဆိုတော့ကျမတာပိန်တဲ့ဆရာကိုလေကျမအဲ့တော့ငါတိမလားနေ့ကနေလိုင်းပေါ်မှာရှောက်ကြိုက်တာဟုတ်ဆရာကြီးတာကျမဆူလိုက်ဘာဖြစ်လို့ဆရာကြီးတာကျမတို့အကိုလိုမျိုးပဲကျမဆူလိုက်အဲ့ချိန်မှာကျမလေကျမတငယ်ချင်းကိုပြောတယ်ကျမတငယ်ချင်းတော့ထဲမို့ကြရမှာထဲကရင်နေတာတဘိုးကောင်းနေနေကြိုက်လိုက်ငါနေအောင်တွေ့ပေးမယ်မလို့ချင်မအောင်နေဟာလေတိုက်ရင်လွတ်ပဲရုပ်နေတဲ့မလို့ချင်ဘူးတငယ်ချင်းတော့မလို့ချင်တဲ့အဆင့်ဆိုရင်တော့ကျမဆိုဝေးသေးပေါ့ဟာကျမစဉ်းစားနေငါကြောင်းပါလေအဲ့နဲ့ကျမစဉ်းစားအဲ့နဲ့ကျမရတယ်လေပြီးတော့ငါပြန်တော့မစတွေ့တော့ဘူးပြန်မစတွေ့ဘူးတကယ်မစတွေ့ဘူးအဲ့လောက်ပိန်အောင်6လောက်နေတာအဲ့နဲ့ကျမမစတွေ့ဘူးအဲ့ချိန်မှာဒါပေမဲ့ဘောနော်နောက်တော့ကျမနဲ့သူနဲ့ဘောနော်သူကဒီတောင်ဂျူဘလီရောက်ချိန်ကျမဒီဇင်ဘာလောက်ကျိုးပိတ်ကျောင်းပိတ်တဲ့ချိန်သူဖုန်းဆက်ဟယ်လိုခွာတောင်ဂျူဘလီလာလားအိမ်လာလေလေးဆိုအေးတဲ့တောင်မှာရောက်နေတယ်တဲ့အဆိုလာလေမယ်အမိုးနဲ့တငယ်ချင်းဆိုတော့အမိုးနဲ့မိတ်ဆက်အမိုးတအားချစ်သွားတယ်ဘုခွာနဲ့တားတယ်ငါရဲ့သူမအောင်မလူချင်ဘူးလားသူကစိတ်ထဲမှာငါလူချင်တယ်နိသူမငါ့ကိုပြတ်မကြိုက်တာဘာနော်အဲ့လိုမျိုးငါလူချင်တာဝနိသူမငါ့ကိုပြတ်မကြိုက်တာအဲ့လိုမျိုးဒါပေမဲ့ကျမအမိုးကြီးသူ့အရန်ချစ်တယ်နော်ကျမတို့လည်းအရန်ချစ်တယ်ဘယ်လောက်ထိကျမတို့ချစ်လဲဆိုအမိုးကြီးကလေကျမကိုစူးတယ်အမြဲတမ်းလည်းမောင်းထုတ်တယ်ဘလို့ပဲပြောကျမအမိုးကြီးကိုချစ်တယ်ဘာဖြစ်လဲဆိုလို့ရှိရင်ကျမကိုစူတော်လဲသူ့ရဲ့စိတ်အသွေးနှလုံးသားထဲမှာမပါလို့ကျမသူ့ချစ်တယ်ဒါကြောင့်မလို့ဘယ်လောက်ထိလဲဆိုအမိုးကသူ့အခြေအနေသူတိတဲ့အချိန်မှာသူပြောလဲဆိုလို့ရှိရင်နော်မမစီတဲ့ငါတည်သွားခဲ့ရင်တဲ့နင့်မောင်နဲ့ညီမတွေအိမ်မရှိအိမ်မှာပေးနေနော်အဲ့လောက်စင်ထိအမိုးကကျမတို့ချစ်တယ်ဗောနော်ဒါကြောင့်မလို့တော့ဘုရားသခင်ကကျမတို့မပြစ်ပယ်ထားဘူးဗောနော်အမိုးအဖြစ်ကျမတို့ကြည့်ရှုဆောင်မချင်းပေးတယ်ဗောနော်ပြီးလို့ရှိရင်နယူးဇီလန်ကအမိုးကိုလည်းကျမတို့ယေရှုတင်တယ်ဗောနော်ကျမအဖြစ်မဟုတ်တယ်လဲဆရာအဖြစ်ဗောဆရာကျန်းစာကျောင်းတက်ကလေးစပွန်ဆာပေးတဲ့အမိုးဗောနော်ဒါပေမဲ့ဗောကျမတို့အရန်ချစ်တယ်အခုချိန်ထိဖိုးခွားဖိုးမှုဖူတာအိုဒီယာတိုးအိုဒီယာအမြဲတမ်းကျမတို့ကိုမေးတယ်နော်အကြောင်းနယူးဇီလန်မှာရှိတဲ့အမိုးလဲကျမအိမ်တန်မှာကျေးဇူးတင်တယ်ဘောနော်မြင်လည်းမမြင်ဘူးအပြင်မှာဘောနော် line ပေါ်မှာပဲမြင်ဘူးတယ်ဒါပေမဲ့ကျမတို့ကိုတာသမီးတစ်ဖွဲ့ဒါဟာဆိုလို့ရှိရင်ကျမရဲ့အသက်တာမှာဘာလဲဆိုလို့ရှိရင်ဘောနော်ဘုရားသခင်ရဲ့ချစ်ချင်းဘောနော်ဘုရားသခင်ကကျမတို့နောက်ဦးကမိဘမဲ့ဖြစ်တော်ညာလဲပဲဘုရားသခင်မပြစ်ထားဘူးကျမတို့ကိုအမြဲတမ်းချစ်တဲ့ဘုရားဖြစ်တယ်တိရောခန်းကြီးလေးအငယ်16မှာကျမတို့ဘုရားသခင်သည်ငါတို့ကိုချစ်တော်မူခြင်းမေတ္တာတော်ကိုငါတို့တည်၍ယုံကြည်ကြ၏ဘုရားသခင်သည်ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏ချစ်ခြင်းမေတ္တာ၌တည်တော်သူသည်ဘုရားသခင်၌တည်၏ဘုရားသခင်သည်လည်းထိုသူ၌တည်၏ကျမတို့ဘုရားသခင်အင်မတန်မှချစ်တယ်နော်ကျမတို့မသိရှိတော်ညာလဲကျမတို့ကိုအမြဲတမ်းကျမတို့စားတောက်ဖို့ရအတွက်အချိန်မီကျမတို့ကိုပြင်ဆင်ပေးတယ်အဲ့အတွက်လည်းဘုရားသခင်ရဲ့ကျေးဇူးတော်ကိုလည်းချီးမွမ်းတယ်ဘုရားသခင်ကကျမတို့နဲ့အတူအမြဲတမ်းတွာလာပြီးတော့ကျမတို့ပို့ဆောင်လမ်းပြပေးတယ်ပေါ့နော်ကျမတို့အသက်တာမှာအမြဲတမ်းပို့ဆောင်လမ်းပြပေးတဲ့ဘုရားဖြစ်တယ်ကျမတို့ကိုအင်မတန်မှချစ်တဲ့ဘုရားဖြစ်တယ်ပေါ့နော်တခါတလေကျမတို့ဒုက္ခရောက်နေတဲ့အချိန်ဆန်စီစားတွေမရှိတဲ့အချိန်ရှိခဲ့ဘူးတယ်ပေါ့နော်တမန်တော်မနေခဲ့လဲကျမတို့ဖြစ်ခဲ့ဘူးတယ်စီလည်းမရှိစားလည်းမရှိအဲ့လိုမျိုးဖြစ်တဲ့အချိန်လည်းရှိခဲ့ဘူးတယ်တိုးတော်ညာလည်းကျမတို့ကိုးကွယ်နေတဲ့ဖခင်ဟာဘာနော်တည်နေတဲ့ဖခင်မဟုတ်ဘူးအသက်ရှင်နေတဲ့ဖခင်ဖြစ်တယ်ကျမတို့ကြုံတွေ့ရခက်ခါဖခင်သခင်ကိုဆုတောင်းတယ်ဒါမဲ့ဖခင်သခင်ကကျမတို့ကိုအချိန်နဲ့အများပြင်ဆင်ပေးတဲ့ဖခင်ဖြစ်တယ်ဘောနော်ဒါကြောင့်မလို့ဘောနော်ကျမတို့ကိုတော့ဖခင်သခင်တွေဟာအစစ်နဲ့အစင်မြဲကျမတို့ကိုတတိနဲ့စောက်ကြည့်တဲ့ဖခင်ဖြစ်တယ်တော့ကျမရဲ့အသက်တာမှာကျမကြုံတွေ့ရတဲ့အခက်အခဲပြဿနာတွေငယ်တော့ကြုံတွေ့ရတဲ့အခက်အခဲပြဿနာတွေဘယ်လောက်ပဲများပြားစေတော်လဲပဲဗောနော်ဖခင်သခင်ဟာကျမကိုမောင်နှမထဲမှာကျမအကောင်းနေရတယ်အခုချိန်မှာလိုလေသေးမရှိဗောနော်ကျမစုတောင်းထားသလိုပဲဖခင်သခင်ကကျမကိုကောင်းသောခင်မွန်းလည်းပေးထားတယ်နော်ကျမပေါ်လဲနှိတ်ချတိခံတဲ့ခင်မို့ပေးကျမတောင်းတဲ့အတိုင်းဘုရားသခင်ပေးထားတဲ့အတွက်ဘုရားသခင်ကိုလည်းကျေးဇူးတင်တယ်ကျမကိုအပြည့်အဝချစ်ပြီးပျော်ရွှင်တဲ့မိသားစုဖြစ်နိုင်ရတဲ့အခွင့်
ပေးတဲ့ဖះကိုလည်းကျမအင်မတန်မှကျေးဇူးတင်တယ်ပေါ့နော်ဒါဟာကျမတို့ရဲ့အကြံစီတော်နဲ့ဖះတန်စီတော်ကမတူညီဘူးပေါ့နော်နောက်ဆုံးကျမကျန်းစာတပိုက်အနေဖြင့်အဆုံးသတ်မှာဖြစ်ပါတယ်ပေါ့နော်90ခုမြောက်သောစာလံအပိုင်းငယ်1နှစ်ညစ်ဆုံးသောဖះဤကွယ်ကာယာဌာနတော်၌နေသောသူသည်အနန္တတကုရှိအရေးကိုခိုရလိမ့်မည်ထာဝရဘုရားသည်ငါခိုလုံရာငါဤရဲ့တိုက်ငါကိုးစားသောဘုရားသခင်ဖြစ်တော်မူ၏ဟုငါပြောဆို၏ဂျာနာတို့ရောက်စတိုင်းမှာဘုရားသခင်တာ၍ကောင်းချီးပေးပါစေดับลูดมาแล้วสิบลูบากีตรามูเลตาฮิคอยนอคอบเลตาอุตาพ่อคนนี้ดับสิบลูบากีดูมาแค่นี้ปกันนาหุบาตาตาอุเลปกรุหุตุบอตาสาติตพาดับคลุเลตาตุตาเสติบาดอนนี้นออุคุดอตาเทพูหุตตาดอนนี้ดอกปกบาตุปาลุทอสุปตุมาบุเลปปุเดมุตรามูมุสีเสกอนิลอนလူထောက်ကေပထမဘူးစီဘလူကေနာလောတဲပတာဘူးဆောရှူရစီဘပဲဘလူဖုဒနောမပတာတမှုပတလဲဆဆဆခေါပလုပွားထလဘလဘကလပတနဒါဝဲပုံပလဲခေါပလုပဲဒါဝေဘာပတူတူပါဒီစုဒါဝဲဝနောတရာဒီပါခုတော့တာဘလူဒိုမနီလောတကဒီပါဆော်တော်နိုင်ခဲပွဲတေဖပဒုန်နိဘာဒါတခွဲတရတဆောထလဘူထဘထဘဆလတတဘလခုတော့တာဘလူဒိုမနီလောဖယဘဲဘူထဘထနဒညာဤစေကောပတဲကလောပါဘဲဆိုစေကောပတဘဘလူဖလာမီဝဲဒါထမဘူဖိုနီလောထမဘူဖိုဤဟဲလကလဘူလောကစထဘကစကတေဝမကစထဘအောကစကတူလာဘောလခရဘမှုတတခုဆောကဒိုထလဲထောဝစဘစပူလာဟေတာကိုခတဲ့ကဘဘလူဘဖိုကဘဆူဆူဝလာတောင်မခတ်စညာကိုမကလေခေါပပဲဒါဝေဘကဟေတာအာနီဒိုနေလောနေဆူတော်မဆဘွန်တကေဆူတမဘူးဆူပွဲကိုနော်ဒန်တကေလခရမီဘခွေတော့ဘလူထောဘတမဘူးဆူနိုလောပါယအာမင်
สิบลูบากีผู้มุผู้ควาตุบอตาสาติรพาและตาวิสิทธิ์เตรมาลากปอกีกิสายัวก็ดินวาเดสิก่อนนี่ล้อแค่นี้เนาะไปเราดัตเซตอเลปาตราดูเลตาบุบาติญาหูดอดัตุพากิกลูติรพาสิบลิกสายาเลตาดบเลยเนี่ยดอทายปตาคือเลปูสิกดอตรากลูดอดูบุตรพุติปาดอกรุหูพุตุสัตตบดอตราตรามิติปาและทายอีลิตาตาบุตาบาขอหัตหาปุดอดาริลุมุลวาปตาดอนาบักษาลิตาโคสิบลิบาดูบุตรพุติปาโคกาเดขุดอป่วยกษาความมิติปาและติบูตาเล็กสาก็จิมญาคอดีเนวาเดนี่ล้อกำเสียคอนี้ว่าแล้วกระทอกครูแม่นี่ว่าคุยต่อลิตาดาวกเตกต่อตาแล้วตาตัวกษาครีก็เสตมุตอกินี่มีรา Bible Study Group ติดพานี่ล้อกำเสียคอအခု Bible Study Group ติดพากำเสียสกินเอตคอปาปูตาและญาโมชิเราก็จะตาวิคนนี้ก็กวนมาสิก็ยอความติดพาก็ได้แล้วก็มาตกุดาล้อđó là thought si cái mẹ đã là mission này nè mẹ đã làm cái blue paw đó được phụ trợ phụ trợ phá là cái đó kêu mẹ đã tao lưu si hát tháp tháp bay si con này lo từ nhảy bị siêu được phụ trợ phụ trợ phá lên nilo đã chịu bắt tiền này có để đó phá lên nilo đi ấp mũ đó cái nilo đi phá có để si con này lo tháp tháp ba mẹ quý đó phụ đó ta cái tiền đó ta là cái cháu phụ mini ta cho tao cố khoai ya mẹ ta từ ta xem mình hôm nay, bây giờ đi cái gì đã, lúc xưa mình này, thế này lo hôm nay, vậy là thử đi phá, và cái mà ta cố ta đi xí con này lo, cái đi vào hôm qua là cái đốt đốt chi là thế này nhỉ, cái mà xí bị đốt ra hita, cái sao rồi tụi tôi này lo, hôm nay chúng ta xứ, cái bà thì mình là bị đốt ra hita, ô, đó, ở cái adjust ní bị ta sẽ cái đó, là tụi ta phá, tụi cái chi là tụi ta xí con này lo. đó là cái gì ba, cấm sĩ don't pray, đó là cái đó của mình đi vào này ra, hoặc là mà ta cứ sợ thiệt phá, đó, hoặc có ta ba don't pray với này, với thiệt phá vào đó ta mà cái số cái, từ số một là ta mà sẽ mà lấy cái này lo, hôm nay bữa qua mua ba, cấm sĩ đến này, và cái mặt li mà đáp ta, bữa ba thiệt phá, mua thiệt phá, đó từ sa ta mua thiệt phá, cấm sĩ don't pray với này, và cái mà sẽ mà lấy vào đó từ này lo, hôm nay mình đã lấy về đó quay một số con này lo, đó bữa tin nó ba chỉ phá, thì nhảy vào lên thì new place cái, vừa đã tới cái lưỡi gà, đó sau đó Auntie Mary, vừa đã vừa thì nhảy khó xí con đi, lấy cái sợi áp lưu phô, một số clay, đó lưu phô là mình thôn lên, vừa đã vừa thì xí lưỡi đi, đó là cái mà phô sẽ có bị đem phong mười phê là có là mát mũ, vừa đã có thì nhảy thì new place cái, đó là nhảy vào lên thì new place cái điều đó adi agalo hôm thì là ba chữ và sơ sơ quá và thì phá sự con này cái thì là ba chữ phá từ nhà bắt đầu vừa thì phá nó sau đó là trả credit cái ba đến lớp lệ cái đi thì buôn lệ thọ anh chỉ là bà xã bên cái yêu kiểu của tí bà xã cái từ nhà là bát và thì là bát thì là lý hôm đó vừa là trả credit phá sự có thì là ba chữ phá là cái đi phá bữa đó vừa là có cái giá phá sự có thì đã có đặt kêu là chi nó sau đó kêu thì ở là cái sự cố bà cuối chiคนนี้มาติดว่าคือทำมาสิก่อนเนี่ยเนาะคนนี้บุกติดบาจิพาแล้วดอกบัวติดว่าแล้วก็ไปยาแต่เราดับลิท้องติดบาจิพาเราเนาะแล้วก็สัจจิปุสิก็เว็บตาดิทิเคติเคลมแล้วก็ขาดไปแล้วตัวบ้าคนนี้บาจิพาสิก็แล้วจากแค่เลยอุดาเล็กสายสิญญาตาปุ่นเนี่ยเนาะคนนี้แต่ยังที่เราทำสุดๆอุตาบาจิพาตัวเราบัวติดพาสิก็รีดด้วยด่าแล้วก็บาทีพาตะกุสิก่อนเนี่ยเนาะทีนี้ไอ้มือคืนนี้ตัวเราทำมาเราดับลายจูดับขัดดับลายจูคนนี้ป่วยแล้วบางบาดาที่เราที่เป็นเล่ตะกุด่าเราปกติเราบาทีพาสิก่อนทีนี้ไอ้บางคนเมื่อด่าตรามือดูตราดูเนื้อมือเราตรามือดูพันเล่ติดพาวเด็กแค่ปอร์คีแต่เราได้แค่ที่เราไม่เชื่อนี่แต่เราได้แค่ที่เรามือคืนนี้เราบาทีพาเราตาคริสต์เอาผู้มินิดับลายสิก่อนก็ใช่อะแต่ก็ถูกครบแล้วว่าติดพาบัวติดพากันนะฮูเราได้การพูดลีติดพาแล้วเลยจีเลยใส่กิติพาแก่ที่กี่บ้านนี้มีแต่ละเปดอก
ပါဖလာတော့တာချိပါရှိကောလဲကုတင်နာဘာဒီပါတနွညကြီးဝါလဲဒုန်ဖိတ်စာနေလေဝါလဲဒုန်ဖိတ်စာပဲဒုန်ဖိတ်စာမေပမောပါလဲဘူးကိုဘာတကလဲလိုင်းဖို့ခုလဲကဟဲဝတိတဖာမီကြီးလဲအဟက်တလီတော့ကဘာတကလဲလိုင်းဖို့ကိုတိတဖာကောကတဲ့ရှိကောဝတိပါပစေဆောရှိကောဝတိကောကတဲ့တော့ကွဲမှုရှိကောပါကောကတဲ့လဲခရတာဘူဝခောဘိုတော့ဓမ္မလာကပေါ်ကြီးဘာလဲမာတကုတာဘိုရှိကောတော့ဒရမဘလူသောဒရမဒိုဘလူသောဝဒါခေခွိနော်ဆာလတာကုတော့တိုင်တာတော့ကပေါ်ထွက်ခီလဲဒါ WT နော်ရကာဒီပါပိဒီကွာဆောပိဒီဆလမ်မူဘာဒီကိုတာစစ်ဒီစစ်ဖို့စကောအခုနေလောမေမစကောတာဖို့ဒီတရာဒိုနယ်မူကေဘတ်က်ဆောနော်တာတိုင်လပချောနေပကတိုင်လဒီနေဆောတော့ပေါ်ထွက်စကောဘူသေနောဆောစခီနေလောခုနေမေတာလည်းပဲတော့ပါဖလာတော့ရှိကောလဲတာဂီတီဖာလည်းပကတိနော်ဘာတီတော့ကွေတရာမလကဘာတီပါမိတဲ့နော်ခဲလည်းမဆာပွဲတွေတော့ဘနာဟုကချီကချီဒီမိဘိုင်မာတီပါကနကနေဒီယနာတပါကတဲ့လေကမေတာတခါလဲမေတာတခါလဲကဲရတာဆွေးဆိုအစီကနေလောတမ်ပလီတို့မှာထိုင်ရစီလူပါဒီပိုတော့ကိုကတဲ့တော့တိုင်ပါလက်တော့ခုမဲ့ကွာကောဒီနော်ကတဲ့စီကနေလောတမ်ပလီတို့မှာလောဒါဘလူလောပစီဘလူကီကစားရွာဘလူဖို့တို့မှာလောတော့ဘာလဲပတာပူတာဘာတာတာကလေဒဘလီစာတော်လောခေါ်တီခတာတုတလေတာဂီကိုဘာဘလဘာတော့ဟူတော့ပဂရုခုမပခုနာတိပါဒဘူတော့ဝတိပါလဲအမတကုတာတော့ပွားတဟညိုင်းနေပဟဲထော်နေရဲ့ယေစုပူသာဝပတိယေစုပူသာဝပတိတူထက်လေညလေနေဂရုခုအခုလဲမေဝရပတရာမူဆာယဟိတာယတမေဘတုဖာအိုထောတာဘာယဖာလိုလီဆောစီဘယဘတုဖာလိုယကွာကီလိုခီဝတရာမူဆာတာယကွေပတေယောချချနနာဝီde je geeft het als wel, no. Dat kan ik zeggen de pas siblu ke le pa we mutra musaiwa hita, awe mile kruhu pa bamu bada kulo, awe no sada kere kru thonia tu bota sati de pa, do ba mata ku dati de pa ku tra do pipu ko po du bo te po pa mata ku bata le ta hai le le ta ba ko to no mu ke yamate ya na kwe ba te ba mo le ta thu ba o tho na pha ro li sa sin na ba thu ba lu lo do ho ye kwa lo ke ma yi chi le de pen na pe ti lo na ko da pa si lu ba ke ba ko di no ga de do pa si lu ba ke se ko le kwa ma ta ko da le lo kle te ne da we ko di no ga de do pa si lu so ba se ko pa no tra mu ni to pho la ka ba thu ba ni da le bu pwe no mi wi ni do ba ko so the ke le do ka na sa do pa Patra doki ki pala ta sui pla le ki te se koni lo no pakata wira ta tu pa se to ta bite se ta tu ka pa asa ka to tu pa kwi ya la ho bo lo ne ta Sit down, Javazo. တရှင်မြမြဆုံးလင်းတော်မူ၍
အနန္တစကြဝဠာတစ်ခုလုံးကိုပိုက်တာအုပ်စိုးတော်မူတော့ပါကိုရောကိုထူပဲယေရှုတင်ပါတယ်ပြင်စင်ပေးတော့ချေပြင်စင်ပေးတော့တတ္တနာရီတွေယေရှုတော်မြတ်ကိုရည်တွက်ချီးမွမ်းမကုန်နိုင်ပါကိုရောရှင်ဖဖျားတဲ့ခေရှစ်တော်မောက်တို့လာရောက်ဝိပုကိုကွယ်တော်တာရမီပေါင်းတို့သည်ဖြူစင်တော်သူဖြောက်မတော်သူများမဟုတ်ပါတာရမီတို့ရဲ့အားနည်းချက်များကိုဖြစ်လို့၍ဆွတ်တောင်းသောအရာကိုနားညောင်းတနာတော်မူပါမြတ်တော်ရှင်ဖဖျားတာရမီဆွတ်တောင်းသောအရာနှင့်စိတ်နှလုံးအကြံစီတို့သည်ဖျားတဲ့ခေရှစ်တော်မောက်မှာအနိတ္တဖွယ်ရာဖြစ်ပါစေမြတ်တော်ရှင်ဖဖျားယေရှုတော်ကိုချီးမွမ်းလေးရှိပါတယ်ယနေ့ကိုရောရှင်ဖဖျားတဲ့ခေဤဝိပုကိုကွယ်ခြင်းမှာကိုရောရှင်ဖဖျားတဲ့ခေအတူပါရှိအတွက်ကြောင့်လေယေရှုတင်ပါတယ်ဇလေဆုတောင်းစကတ်လို့ဒီမှာကိုရောပေးတဲ့တမိုင်းပေးတော်ကိုထမ်းဆောင်လဲရှိတော့ဦးစီးဦးဆောင်လဲရှိတော့ဆရာတော်အတွက်လဲဆုတောင်းပါတယ်ကိုရောရှင်ဖဖျားတဲ့ခေအသင်းတော်မြစ်တီကခရစ်တော်အုပ်ဆိုးအသင်းတော်ဖြစ်ရမည်ထို့ကြောင့်အသင်းတော်ထဲမှာလှုပ်ဆောင်တော့အရာတစ်ခုစီတိုင်းပေါ်မှာကိုရောတူပါရှိပါမြစ်တာအရေးခံပြီးတော့မှတကယ်ပဲတယောက်ကိုတယောက်နားလည်မှုနဲ့ခရစ်တော်နိုင်ငံတော်တိုးတက်အကောင်းဆုံးတိုးတော်ခံနိုင်တော်သူများဖြစ်စေဖို့အတွက်ကိုရောရှင်ဖဖျားတဲ့ခေမဆာပါဆရာတော်ကိုယ်တိုင်ကိုရောရှင်ဖဖျားတဲ့ခေနိုင်ငံတော်တွင်စက္ကပ်နေတော်သူဖြစ်တဲ့ကိုရောရှင်ဖဖျားတဲ့ခေတခါတလေကြရင်စိတ်ပေပန်းမဲ့နွမ်းနေတဲ့အချိန်ရှိပါလိမ့်မည်တို့ပေမဲ့လည်းမိမိကြုံတွေ့နေတဲ့အရာကိုကိုရောရှင်ဖဖျားတဲ့ခေထံတော်ပါမှတကယ်ပဲတိုးဝေပြီးတော့မှဖော်ပြတော်သူတယောက်ဖြစ်တဲ့အတွက်ကြောင့်ယေရှုတင်တဲ့ထို့ကြောင့်သူရဲ့လှုပ်ဆောင်ခြင်းပေါ်မှာဖျားဘုန်းတော်ထင်ရှားစေတော်မူပါထိုနည်းတူစွာဖြင့်ကိုရောရှင်ဖဖျားတဲ့ခေကဏ္ဍအသီးသီးမှာတောင်းဝထမ်းဆောင်လက်ရှိတော့အမှုတော်ဆောင်ဆရာမများလည်းရှိပါလိမ့်မည်ကိုရောရှင်ဖဖျားတဲ့ခေတခါတလေကြာရဲ့စာတန်ကလည်းဒီအမှုတော်ဆောင်တွေကိုဆွဲချဖို့ရန်အတွက်အမျိုးမျိုးထိုးနဲ့လည်းရှိပါတယ်တို့ပေမဲ့လည်းကိုရောရှင်ဖဖျားတဲ့ခေမိမိတို့ရဲ့အသက်တာမှာကိုရောကိုပို့ပြုပြီးတော့မှခရစ်တော်နိုင်ငံတော်တိုးတက်ဖို့ရန်အတွက်အကောင်းဆုံးလှုပ်ဆောင်တော့ကဏ္ဍအသီးသီးမှာစက္ကပ်နေတော့ဆရာဆရာမများဖြစ်စေဖို့အတွက်ကိုရောရှင်ဖဖျားတဲ့ခေမဆသနာတော်မူပါဇလေယေစုတောင်းစကတ်လို့ကြီးမှာမြတ်တော်ရှင်ဖဖျားတဲ့ခေလှုပ်ဆောင်ပြီးအစစ်စစ်မြောက်များစွာရှိပါတယ်ကိုရောသိပါတယ်ကိုရောရှင်ဖဖျားတဲ့ခေလှုပ်ဆောင်မဲ့အရာကြံစီတော်အရာများတို့ကိုလေကိုရောရှင်ဖဖျားတဲ့ခေကောင်းခြင်းမင်္ဂလာတူလောင်းချပေးပါလှုပ်ဆောင်ခြင်းရတို့ဒီဖျားတဲ့ခေရဲ့ရှစ်တော်မောက်မှာနှစ်သက်ဖွယ်ရာဖြစ်စေဖို့အတွက်ကိုရောမဆာပါနှုတ်ကပတ်တော်ကိုသင်ကြားတဲ့အစီအစဉ်တစ်ခုစီတိုင်းပေါ်မှာလေကိုရောတူပါရှိပါနှုတ်ကပတ်တော်ကိုသင်ကြားတဲ့အခါမှာအင်မတန်မှအရေးကြီးတော့ကဏ္ဍဖြစ်ပါတယ်မြောက်များစွာသောလူများဝိညာဉ်အစာကိုရဖို့ရအတွက်ကိုရောရှင်ဖဖျားတဲ့လှုပ်ဆောင်ရမည်ဖြစ်တဲ့အတွက်ကြောင့်ဒီနှုတ်ကပတ်တော်ကိုသင်ကြားမိအစီအစဉ်တစ်ခုစီတိုင်းပေါ်မှာတူပါရှိတကယ်တော့သင်ကြားပို့ချမိဆရာဆရာမတို့အရောက်စီတိုင်းပေါ်မှာလေဖျားရဲ့ကောင်းခြင်းမင်္ဂလာတက်ရောက်စေတော်မူတော့အခွင့်ကိုရောရှင်ဖဖျားတဲ့ပေးသနာတော်မူပါဇလေဆုတောင်းစကတ်လို့ကြီးမှာမြတ်တော်ရှင်ဖဖျားတဲ့ဤမိခေအသင်တော်၌ရှိသောအသင်းသူအသင်းသားများအားလုံးကိုလည်းကိုရောရှင်ဖဖျားတဲ့ကောင်းခြင်းမင်္ဂလာတူလောင်းချပေးသနာတော်မူပါလိုအပ်နေသောကျမ်းမာခြင်းဆုကျေးဇူးကိုတူလောင်းချပေးတည်နေသူဝိညာဉ်စုကျေးဇူးတို့ကိုလည်းကိုရောရှင်ဖဖျားတဲ့ပေးသနာတော်မူပါအသင်းတော်တိုးတက်တယ်လို့ဆိုတဲ့အရာမှာအသင်းတော်ထဲမှာရှိတော့အသင်းသူအသင်းသားများဝိညာဉ်ရေးရမှာတကယ်ပဲရင့်ကျက်ပြီးတော့မှဘုရားသခင်နဲ့တွာလာမှတာလေအသင်းတော်တိုးတက်တယ်လို့ဆိုလို့ရပါတယ်ထို့ကြောင့်ကိုရောရှင်ဖဖျားတဲ့အသင်းသူအသင်းသားများပေါ်မှာဘုရားထူပါရှိပါကောင်းခြင်းမင်္ဂလာတိုးလောင်းချပေးပါဘုရားသခင်ကိုပို့ပြုရတတ်တာဖြစ်အကောင်းဆုံးအသုံးတော်ခံနိုင်စေဖို့အတွက်ကိုရောရှင်ဖဖျားတဲ့မဆသနာတော်မူပါဇလေယေစုတောင်းစကတ်လို့ဒီမှာမြတ်တော်ရှင်ဖဖျားတဲ့နေမကောင်းဖျားနာများတော်တလကဲဆုတောင်းပါတယ်နေမကောင်းဖျားနာတော်သူများကိုလည်းကိုရောရှင်ဖဖျားတဲ့ကောင်းခြင်းမင်္ဂလာတိုးလောင်းချပေးပါမိုးဆိုဖို့မိုးဆိုမများပေါ်မှာလည်းကိုရောကြွယ်ဝတော်ကောင်းခြင်းမင်္ဂလာများကိုတိုးလောင်းချပေးသနာတော်မူပါဇလေယေစုတောင်းစကတ်လို့ဒီမှာမြတ်တော်ရှင်ဖဖျားတဲ့သာသမီတို့အမိမြန်မာနိုင်ငံတော်ကြီးကိုကောင်းကြီးပေးပါကောင်းဆောင်များကိုလည်းကောင်းကြီးတိုးလောင်းချပေးနာတော်မူပါသူတို့နှလုံးသားထဲမှာတွေ့ကပ်နေတော့ဝိညာဉ်ဆိုနှဆိုများကိုလည်းကိုရောရှင်ဖဖျားတဲ့ဖယ်ရှားပေးသနာတော်မူပါဇလေယေစုတောင်းစကတ်လို့ဒီမှာသာသမီတို့ရဲ့ဒီကိုကရအတွက်လဲဆုတောင်းစကပ်ပါတယ်ကိုရောသိမြင်ပါတယ်သူတို့ခံစားနေရတော့ဝေဒနာများသူတို့ခံစားနေရတဲ့ဝင်ထုတ်ဝေပိုးများသူတို့လိုအပ်တဲ့အရာများကိုကိုရောရှင်ဖဖျားတဲ့ခင်အလုံးစုံတို့ကိုသိမြင်ပါတယ်ကိုရောရှင်ဖဖျားတဲ့ခင်ဒီမိုးကောင်းကင်စာငှက်တကောင်ကိုတော့အငတ်မထားတဲ့ကဲတော့သူတို့ရဲ့တက်တာကိုလည်းကိုရောရှင်ဖဖျားတဲ့ခင်ကြည့်ရှုမိကြွယ်ကမိဆိုတာကိုလည်းအကျွေးမဲ့ယုံကြည်လက်ရှိပါတယ်သူတို့ခံစားနေရတဲ့ဒုက္ခပင်လယ်မှာလည်းကိုရောရှင်ဖဖျားတဲ့ခင်ကဲနှုတ်သနာတော်မူပါလိုအပ်တဲ့အရာများကိုလည်း
လည်းကိုရရှိဖပြတဲ့ကအကောင်းဆုံးဖြစ်စေပေးပါဒါသမီးတို့အနေနဲ့ကိုရရှိဖပြတဲ့ကဘာတစ်ခုမှမကူညီနိုင်တော့ညလဲဆုတောင်းခြင်းယုံကြည်ခြင်းအပြင်အရာခတ်သိမ်းလို့တွေအောင်မြင်တယ်ဆိုတာကိုလည်းအကျွမ်းမဲ့ယုံကြည်လည်းရှိပါတယ်ထိုနေ့သူစွာဖြင့်မြတ်တော်ရှင်ဖပြတဲ့ကဆလဲ၍ဆုတောင်းစကလို့ဒီမှာအဖေမေရီအတွက်ဆုတောင်းပါတယ်ကိုရရှိဖပြတဲ့ကရဲ့လမ်းပြပို့ဆောင်မှုကြောင့်အဖေဒီအသက်88နှစ်ပြည့်ပြီဖြစ်ပါတယ်ယခုချိန်ထိကျမ်းမာတော်မူသည့်အတွက်ကြောင့်ဂျေစုတင်ပါ၏ဖာ80လာမဲ့သက်တာမှာအဖေ၌လိုအပ်နေတော့ကျမ်းမာခြင်းကိုကိုရဆက်လက်၍ကောင်းကြီးမင်္ဂလာတူလောင်းချပေးပါအဖေ၌လိုအပ်နေတဲ့အရာများအလုံးစုံတို့ကိုရရှိဖပြတဲ့ကွဲကားပါလမ်းပြပါတိုးတင်တော်မူပါအဖေနဲ့တဆိုင်လက်ရှိတော်သူရဲ့မြည်ပေါ်မှာလည်းဖျားကောင်းကြီးမင်္ဂလာတူလောင်းချပေးပါမိမိတို့ရဲ့အသက်တာမှာလည်းကိုရရှိဖပြတဲ့ခင်နဲ့တွာလာတော့အသက်တာဖြစ်စေဖို့အတွက်ကိုရောမဆပါမကောင်းတော်မူရာနဲ့ကင်းလို့ပြီးတော့မှထာဝရဘုရားကိုအကျွမ်းဝင်တော့ညီများသားသမီးများအသီးသီးဖြစ်စေဖို့အတွက်ကိုရရှင်ဖပြတဲ့ခင်မဆာသနာတော်မူပါဆလေယဆုတောင်းစကလူဒီမှာကိုရရှင်ဖပြညီမငယ်ဖို့ခုတည်အတွက်လည်းဆုတောင်းပါတယ်သူရဲ့တက်တာကိုလည်းဖျားတဲ့ခင်လမ်းပြပါတိုးတင်တော်မူပါကိုရရှင်ဖပြသူရဲ့အတွင်းနှလုံးသားသူ့ရဲ့အတွင်းမိသားစုလူအစနာကိုကိုရရှင်ဖဖျားတဲ့ခင်ဒီအကောင်းဆုံးတွေ့မြင်တော်ဖျားဖြစ်ပါတယ်။ဒါသမီးတို့မူကအပေါ်ရန်ဘောတာသိရှိပါတယ်။ထို့ကြောင့်ကိုရရှင်ဖဖျားတဲ့ခင်သူနဲ့လိုအပ်နေတဲ့အရာများကိုကိုရရှင်ဖဖျားတဲ့ခင်အကောင်းဆုံးပြင်ဆင်ပေးသနာတော်မူပါ။မြတ်တော်ရှင်ဖဖျားယေရှုတင်ပါတယ်။ဤသင်းတော်ပေါ်မှာကိုရောအုပ်ဆိုးပါ။ဤသင်းတော်နဲ့လှုပ်ဆောင်သောအရာများကိုကိုရောကောင်းကြီးဖြစ်စေပါ။ဖျားဘုံတော်ထင်ရှားခြင်းကိုရရှင်ဖဖျားတဲ့ခင်ပေးသနာတော်မူပါ။လောက်ကန်ဆောင်ရွက်လက်ရှိတော်ညီကိုမောင်မများအမှုတော်ဆောင်တီးတီးတို့ကိုလည်းဖျားရဲ့ကောင်းခြင်းမင်္ဂလာလွမ်းမိုးသနာတော်မူ၍တကယ်ပဲကိုတော်နဲ့တွာလာတော့တက်တာဖြစ်စေဖို့အတွက်ကိုတော်မဆာပါမြတ်တော်ရှင်ဖဗျာဒါသမီတို့ရဲ့ဆုတောင်းတာတွေပြည့်စုံခြင်းမရှိပါဂျိုးပေမဲ့လည်းအလုံးစုံတို့ကိုသိရှိတော်မူတော်ရှင်ဒီဒါသမီရဲ့ဆုတောင်းတာကိုနာညောင်းသနာတော်ပါမိကြောင်းတပိုင်းလုံးသားတော်တခင်ရှိမိနာမလိုက်အလုံးယုတ်တစွာဖြင့်ဆုတောင်းစက္ကအနံပါ၏အာမင်ခေကညာကိလကမ်စီဒရမ်ဆာယဟိတာတမ်ပရက်ဆောတောစီကိုတရတ်လူကဘာပလစင်လောကမ်စီမာကဘာချီဖာကိနောကဆိုင်ရှုခရဘလူဖူယွာတိုင်တာကွီတာမီဆော့ခီတာရီလူမူလူယွာတဂါတဂါခောတာဆွေဆူဝါဒါဆိုတာကမောတာခုတာဖို့အတာလောတာပွေဒေါ်အတာပူမတ်စပွာလာတနေတာလောဒီတန်ရိုက်တာဥတာဆာလ်တာသောယွာတာဆွေအားကလောဘာလဒူဘထဘူလပါဆော့ခီဒေါ်တူဘူတာလလီတာတာဘူတာဘာဒါဟညိခောဟာဒဟာဒူဘထဘူကိုဒူတဲ့ခူတော့တရာကလူဒေါ်ဒူဘထဘူတော့ကရုခုစာဒလကရုခုနာတိပါတော့ပုတာစာတိပါလတညဟဲတော့ဘူဒကိုဘာဒကိုယာကိုဒီနော်ကတဲ့အလုံးတပီမေရီတော့အလီမပိုလက်လင်းနျူပလက်စကေဘူဒေမူဖမ်မီသေတော့ဝါတာဘူတော့ဖုစီဖိုလောဆာဒါဘူဒေဖမ်တေလက်လင်းနျူပလက်စကေဝါလက်လင်းနျူပလက်စကေလက်လာညေကိုဒီနော်ကတဲ့ခူတော့ဘာဘာစုဘာစာလဲဟီလခေါ်တဲ့ဆိုင်ဆတ်ဒီဘတ်ပိုစာဖုမကလာဘာကွာစမနောတီကောတာစောတနီတာဒီတာယာကပလဘာဥကဒီဘာတိလောတိကလေကိုဒီနော်ကတဲ့လူအဒုကတဲ့ရွာပွားမှုလို့လက်စာမညာလက်ထိုင်ဘူးတကိုဘာတကိုရလက်သူစမောဘူး Zoom in ဘူး Facebook live stream YouTube ကိုဒီနော်ကတဲ့တောင်မူလပရိချီလေဒီမေသူမာဒူအောဘာဒူမာစီအောဘာဒူတီလာဒါလက်ရပွဲခိနေတော့စညာအစိုးစုခခာနီတကေအာမင်အာမင်အာမင်အာဒါဘလကောတဲ့ဝေဒီဘာကိစိုက်ကြတယ်တဲ့ချောတဲ့ပို့တဘလပ်